Namo Tata Bhagavato Arahato Sammasambuddhassa Namo Tata Bhagavato Arahato Sammasambuddhassa Namo Tata Bhagavato Arahato Sammasambuddhassa ဓမ္မနာနာဒိဋ္ဌိယသုတ်တာပေါ့နော်ကဲဦးဇင်းတို့ဒီဘုဒ္ဓပုပ္ပံဒါရင်တစ်ဘက်ကပူဇော်ပြီးသွားရင်နော်ဒီဟာကနာဘုဒ္ဓပုပ္ပံပဲအဲ့တော့ဦးဇင်းတို့ဒီအောက်ကပိုက်လေးပူဇော်ရအောင်နော်ဒီကိစ္စဧကိစ္စနာဇစ္ဆန္တာအထိတ္တတိတံအတေတိဧဒီတောဇစ္ဆန္တာဟတ္ထိတိဧကိစ္စနာဇစ္ဆန္တာနဟထိတ္တကဏ္ဏအတေတိဧဒီတောဇစ္ဆန္တာဟတ္ထိတိဧကိစ္စနာဇစ္ဆန္တာဟထိတ္တကဏ္ဏအတေတိဧဒီတောဇစ္ဆန္တာဟထိတိဧကိစ္စနာဇစ္ဆန္တာဟထိတ္တပဋိတသောနာယတိဧဒီတောသစ္ဆန္တာဟတိတိဧကိသနာသစ္ဆန္နာအထိတ္တအာယံဧဒီတောသစ္ဆန္တာဟတိတိဧကိသနာသစ္ဆန္တာအထိတ္တအာယံအတေတိဧဒီတောသစ္ဆန္တာဟတိဧကိသနာသစ္ဆန္တာအထိတ္တသတ္တေအတေတိဧဒီတောသစ္ဆန္တာဟတိတိဧကိသနာသစ္ဆန္တာအထိတ္တဉ္ဂုဋ္ဌံသတ္တေတိဧဒီတောသစ္ဆန္တာဟတိဧကိသနာသစ္ဆန္တာအထိတ္တဧဒီတောသစ္ဆန္တာဟတိတိထာကောဘေကဝေသောရိတောသစ္ဆန္တာဟတိတတေယေနာသောရာဇာတိပသင်္ခမိပသင်္ခမိရာဇာနံရာဇာဣတတောသာတေထောဟောတေဟိဧဝသန္တေဟိအတ္တိဒါနိအာရတိတိကဲဦးဇင်းတို့ဒီနောက်ပဲထားနော်ဩဃဟာတော့တူပါပဲဦးဇင်းတို့ဒီဟာကတော့ယဟန်တွေကမြတ်စွာဘုရားကိုဒီဒိဋ္ဌိတွေငါယူကမှန်တယ်သူယူကမှားတယ်သူယူကမှန်တယ်ငါယူကမှားတယ်ဆိုတာပြတာပေါ့နော်သတ္တရဒိဋ္ဌိတို့ဧကိစ္စတတ္တဝါဒဒိဋ္ဌိတို့အန္တနန္တိကဒိဋ္ဌိတို့အမရာဝိခေပါတို့အဋ္ဌသမုပ္ပန္နတို့တင်ညီဝါဒအတင်ညီဝါဒနေဝတင်ညီနာတင်ညီဝါဒတို့နောက်တကဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒအဲ့ဒါလေးဒီ62ပါနော်ဒီမှာကြီးတွေဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒ
ငါးပါးမှာဒကမာကြီးတွေဟိုးကြာပါပြီဦးဇင်းတို့ကလေးဘဝတုန်းကသီတကူဆရာတော်ဘုရားကြီးပထမဆုံးထွက်တဲ့ကိုယ်နားထောင်မှု ဘာတော့ဘယ်လိုဟာတော့ဗျာ တရားနာမည်ကအာတရားနာမည်တော့မေ့ပါအဲ့ဒါ သူဟောတာရအများကြီးဆို ဟုတ်တယ်ပထမဆုံးနာမည်ကြီးတဲ့ကိုပထမဆုံးနာမည်ကြီးတာအဲ့ဒါကဦးဇင်းတို့မာဂန္ဒီပရပိုက်ကြီးဆိုတယ်မာဂန္ဒီပရပိုက်ကြီးကဗိုက်ကြီးကိုပုတ်ပြီးတော့ရှင်ဘုရားတို့ဟောနေတဲ့နိဗ္ဗာန်ဆိုတာတတိတော်ရပြီဆိုအဲ့ဒါကတရားနာမည်တောင်မှမေ့ဘဝတန်ဖို့ဘဝတန်ဖို့ဆိုတဲ့ကိုဦးဇင်းတို့ငယ်ငယ်တုန်းကတော့ဟိုမာဂန္ဒီပရပိုက်ကြီးဟာဗိုက်ကြီးကိုပုတ်ဦးဇင်းတို့ငယ်ငယ်တုန်းကကြားတာတော့ကလေးဆိုတော့ဘိုးကြီးကိုပုတ်ပြီးတော့ဆိုဒီမာဂန္ဓာနွားကြီးလည်းမသိဘူးလို့ထင်တယ်သူကရှင်ဘုရားတို့ပြောနေတဲ့နိဗ္ဗာန်ဆိုတာရပြီသူလောကနိဗ္ဗာန်နော်သူသားစရာလည်းမပူရဘူးနေစရာလည်းမပူရဘူးဝတ်စရာလည်းမပူရဘူးဆိုတာအဲ့ဒီဝါဒနော်ဒီမိစ္ဆာဒိဋ္ဌိ62ပါးကိုမြတ်စွာဘုရားလျှောက်တဲ့အခါမှာမြတ်စွာဘုရားကဒီမှာဘုဒ္ဓပုပ္ပံဘိက္ခဝေတဲ့ဣမိတ္တာယေဝသာဝတိယတဲ့အညတရောရာဇအဟောတိတဲ့ဘုဒ္ဓပုပ္ပံဆိုတာရှေးတုန်းကဖြစ်ဖူးတာပေါ့နော်ဟိုးရှေးတုန်းကတစ်ခါဖြစ်ဖူးတယ်ပေါ့နော်ဘယ်မှာလဲဆိုတော့တဲ့ဣမိတ္တာယေဝသာဝတိယဒီသာဝတိပြည်မှာပဲဖြစ်တယ်ဒီနာမည်တွေကမပြောင်းဘူးဗျနော်ဟိုးရှေးတုန်းကလည်းပဲဒီနာမည်တွေပဲအရင်ဘုရားရှင်တွေလက်ထက်တော့လည်းဒီနာမည်တွေပဲခုလည်းပဲဒီနာမည်တွေကြီးပဲများတာပေါ့နော်နာမည်ကြီးတဲ့မြို့တွေကတော့ဒီနာမည်တွေများတာပေါ့နော်ဦးဇင်းတို့သာဝတိတို့လည်းခုလည်းသာဝတိနော်ဗာရာဏသီတို့လည်းပဲခုလည်းပဲဗာရာဏသီရာဇဂျိုလည်းပဲခုလည်းပဲရာဇဂျိုပဲနော်အရင်တော့ကမြို့ဒီဦးဇင်းတို့တောင်ငါးလုံးဆိုတာကလည်းပဲဒီဗဒ္ဒကဘာမှာရှိတာပေါ့နော်အရင်ဘုရားရှင်လက်ထက်တုန်းကတောင်ကြီးတွေကတော့အမြင့်ကြီးတွေဖြစ်မှာပေါ့နော်ဘုရားတဆူနဲ့တဆူကြားမှာမြေကြီးကတီယူဇနာတက်တယ်ဆိုတော့တီယူဇနာတက်သွားတဲ့အခါကျတော့ဒီတောင်ကြီးတွေကနှိမ့်နေသွားတာနော်အရင်တော့တရက်နှစ်ရက်လောက်တက်ရတဲ့တောင်ကြီးတွေကအခုကျတော့2 နာရီလောက်တက်လိုက်1 နာရီလောက်တက်လိုက်ဒီလောက်နဲ့ရောက်သွားတာနော်ဒီတောင်ကြီးတွေကလည်းပေါ့တချို့ရွာလေးတွေမြို့လေးတွေကတော့ပြောင်းတာပေါ့နော်သေးတဲ့ဟာကြောက်သွားတာရှိတယ်ဒီဦးဇင်းတို့တာဝတိတို့ရာဇဂျိုတို့ကတော့ရာဇဂျိုမြို့ဆိုလို့ရှိရင်ဘုရားရှင်ရဲ့လက်ထက်ရောက်လို့ရှိရင်မြို့ကြီးတွေအကြီးကျယ်အဓိကမြို့ကြီးတွေဖြစ်တာပေါ့နော်ဘုရားရှင်မရှိတော့ဘူးဆိုလို့ရှိရင်သူဒေါတာတာဖြစ်တယ်ဒီမြို့တွေနော်အဲ့တော့ဒီဒါတာဝတိမှာပဲတဲ့တာဝတိမြို့မှာပဲတဲ့ပညတရောရာဇဟောတိတဲ့မထင်မရှားတဲ့မင်းတယောက်ရှိဘူးတယ်ပေါ့နော်ဘုဒ္ဓပုပ္ပံဆိုတာရှိဘူးတယ်လို့ပြောမထင်မရှားတဲ့မင်းတစ်ပါးရှိဘူးတဲ့ဘိက္ခဝေယံတို့အထာခောသောရာဇအညတရံပုရိသံအာမန္တေတိတဲ့အညတရံဆိုတာကတယောက်ပေါ့နော်ဒါကိုပြောတာဒီကောင်ကြီးဒီပါဠိလေးတွေကသိနော်အထာခောလည်းသိတယ်ဘိက္ခဝေလည်းသိသောရာဇပုံမင်းဆိုတာလည်းသိတယ်အညတရံဆိုတာလည်းသိတယ်အညတရံတဘာဘာတယောက်နော်ပုရိသံယောက်ျားပုရိသဆိုတာလည်းယောက်ျားအာမန္တေတိဆိုတာကခေါ်တာပေါ့နော်ဒီလိုပြောတာဒီကောင်ကြီးဒီပါဠိလေးတွေလည်းသိနော်နားလဲဝင်နေပါပြီဟိုမင်းချင်းတယောက်ကိုဘယင်ကြီးကနေခေါ်လိုက်တာမနော်ခေါ်ပြီးတော့အေးဟိတဲ့အေးဟိလည်းသိရနော်ဒကမာကြီးတွေလာခဲ့ဟုတ်တယ်အေးဟိတွန်းတို့ကလားစကားလားဗျာဟုတ်တယ်ဒီတွန်းဆိုတာလည်းပဲခုချိန်ထိသုံးတာပေါ့နော်ကလားတွေတွမ်ဟုတ်တွန်းတို့အဟံတို့ခုချိန်ထိသုံးတာပေါ့နော်အံဘောဆိုတာကတော့အံဘောပုရိသရာအိုးဆိုတာအာမေဒိတ်တကလုံးအိုယောက်ျားပေါ့နော်ဒီလိုသုံးတာအံဘောပုရိသအိုယောက်ျားယာဝတိကာဆိုအကျင်မြလောက်ပေါ့နော်ကျင်မြလောက်ဆိုတာဘလောက်များများရှိလဲရှိသမျှအကုန်လုံးပေါ့နော်အဲ့ဒါကိုပြောတယ်နော်တာဝတိယဇိဇန္တာဆိုတာကတော့ဒီဘိုက်တွေပြီးတယ်မှာဒီစကလုံးကပါတယ်ဗျာနော်ဇိဇန္တာဆိုတာကန်းတဲ့ပုဂ္ဂိုလ်မျက်လုံးကန်းတဲ့ပုဂ္ဂိုလ်ကိုပြောနော်ဇိဇန္တာဆိုတာအန္တဆိုတာကကန်းတာဇိဇန္တာဆိုတာကတော့သူကမွေးကလေးကကန်းတာအမေဘိုက်ထဲကလေးကကန်းတာနော်အဲ့ဒါကိုသူကပရိသတ်နေအပြင်ကန်းတဲ့ပုဂ္ဂိုလ်လို့ဆိုပေါ့နော်ဇိဇန္တာ
ဦးဇင်းတို့ပြီးတယ်မှာပါတယ်ဦးဇင်းတို့ငယ်ငယ်တုန်းကတောင်မှသံပွဲတွေမှာမေးတယ်ပေါ့နော်ဇိဇံတာဒီနဲ့အာတိတရာအရာဆိုတာမိဝမ်းတွင်မှာကံတဲ့ပုဂ္ဂိုလ်ဆွမ်းအားတဲ့ပုဂ္ဂိုလ်အများကြီးပေါ့နော်မိဝမ်းတွေကနေဖြစ်လာတဲ့ပုဂ္ဂိုလ်အလုံးဇိဇံတာဒီကကြောင့်ဇိဇံတာမိဝမ်းတွေကကံတဲ့ပုဂ္ဂိုလ်မျက်လုံးကန်းလာနော်အဲ့တော့ဒီသာဝတိပြည်မှာတဲ့မျက်လုံးကန်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့တေတပ်ပေဧကိစ္စံတန္တိပါတေဟိတန္တိပါဒစီဝေးလောက်တာနော်တန္တိပါဒဒီစကားလုံးလည်းအမြဲတမ်းပါတယ်နော်တန္တိပါဒစီဝေးခိုင်းတာလာခိုင်းတာပေါ့နော်ဒီနေရာမှာအစီဝေးအကုန်လုံးမျက်စိကန်းတဲ့ပုံကိုယ်တွေကိုဧကိစ္စံဆိုတာတပေါင်းတည်းပေါ့နော်အကုန်လုံးစုပြီးတော့ပေါ့နော်ဒီနေရာတွေကိုလာလဲလို့ပြောတာအေဟိဆိုတာလာလဲတဲ့ဒီနေရာကိုမင်းရင်ပြင်မှာပေါ့နော်အဲ့ဒီယောက်ျားတစ်ယောက်ကိုမင်းချင်းယောက်ျားတစ်ယောက်ကိုတာဝတိပြည်မှာရှိတဲ့မြက်ကန်းတွေအားလုံးကိုတဲ့ဒီမင်းရင်ပြင်မှာလာခဲ့ပါလို့ခေါ်ခိုင်းတာနော်ဧဝံနဲ့ဒေဝဧဝံဒေဝတိဧဝံဤသို့ဒေဝဆိုတာကမင်းကြီးပေါ့နော်ဒီနေရာမှာဒေဝဆိုမင်းကြီးမိုးလို့လည်းသုံးနော်ဒေဝဒီနေရာမှာဒေဝအရှင်မင်းကြီးရာဇာကလည်းပဲမင်းမယ်နော်ဒေဝဆိုတာကလည်းပဲမင်းမယ်နောက်တစ်ခါဦးဇင်းတို့တချို့နေရာမှာရင်းညံဆိုတာကလည်းပဲမင်းမယ်ဒါမျိုးတွေအများကြီးရှိရပေါ့နော်ပြည့်ရပုဒ်ဒေဝရှင်မင်းကြီးဧဝံကောင်းပါပြီဆိုပြီးတော့ဘိက္ခဝေသောပုရိသောတဲ့တက်တာရညောပတိတ်တုတ်တဝါယာဝဒီမှာဒီကောင်ကြီးတွေဒီမှာရညောဒီနေရာမှာလာပြီနော်ဒီမှာရညောဒီမှာလဲရာဇာလဲမင်းမယ်နော်ဒေဝဆိုတာလဲမင်းနော်ဒီမှာရညောဆိုတာလဲပဲမင်းမယ်နော်ဒီနေရာလေးတွေကိုဦးဇင်းတို့ပါဠိကသုံးလုံးသုံးပါနော်ပြည့်ရပုံလေးတွေပေါ့နော်ရာဇာဒေဝရညောတူတူပဲနောက်တက်တာရညောထိုမင်းဤဝဇနံစကားကိုပတိတုနိတဝါဝန်ခံတာပြောတာပေါ့နော်ဓမ္မဟုတ်ပါပြီဘုန်းကြီးဆိုရင်ဓမ္မဖေရကောင်းပါပြီဒါမျိုးသုံးတာပေါ့နော်ပတိတုနိတဝါဇာဝတိကတာဝတိယဇိဇန္တာတဲ့ဦးဇင်းတို့တာဝတိပြည်မှာတဲ့အကျင့်မြလောက်ပေါ့နော်ခုနကဦးဇင်းတို့မြက်ကန်းတွေအားလုံးစုပေးပါမယ်လို့တက်တာရညောဝဇနံပေါ့နော်ထိုမင်းရဲ့ဘယင်ရဲ့စကားကိုဝန်ခံတာပတိတုနိတဝါနော်ဒီတာဝတိပြည်မှာရှိတဲ့မြက်ကန်းတွေအားလုံးကိုစုပေးပါမယ်လို့ဝန်ခံတာပေါ့နော်ဒီမင်းချင်းယောက်ျားတစ်ယောက်ကအဲ့မှာတေတပ်ပေဂဟိတဝါတဲ့ယေနသောရာဇာတေနုပသင်္ကမိတဲ့ဥပသင်္ကမိတော်တန်ရာဇာနံဣဒတဝောဇာတန်တိပတိကခောတေဒေဝယာဝတိကတာဝတိယဇိဇန္တာတိဟိတဲ့သူကဒီမင်းချင်းယောက်ျားကဒီဘင်းကြီးရဲ့စကားကိုလက်ခံပြီးတော့ဒီတာဝတိမြို့မှာရှိတဲ့တာဝတိမြို့မှာရှိတဲ့မြက်ကန်းတွေအားလုံးပေါ့နော်မြက်ကန်းဆိုတာကဦးဇင်းတို့ကြီးမှကန်းတာမဟုတ်ဘူးနော်အသက်တစ်နှစ်လောက်တစ်ခုခုအစည်းအဝေးကြောင့်ကန်းတဲ့ပုံကိုမဟုတ်ဘူးမိဝမ်းတွင်းနဲ့ကန်းနေတဲ့ပုံကိုတွေသူကစုတယ်နော်မိဝမ်းနဲ့ကန်းတဲ့ပုံကိုတွေကိုစုပြီးသွားပြီဘင်းကြီးကိုပြောတာရှင်မင်းကြီးတဲ့ရှင်မင်းကြီးတဲ့စီဝေးပြီးပါပြီတဲ့တန်တိပတိဒါခေါ်တဲ့တေဒေဝယာဝတာတာဝတိယဇိဇန္တာတိတဲ့ဒီတာဝတိမြို့မှာရှိတဲ့အကန်းတွေအားလုံးကိုစုပြီးပါပြီလို့ဒါကိုပြောတာပေါ့နော်တက္ကမကြီးတွေအဲ့ထက်မှာပါဠိလေးကထူးခြားတာကဦးဇင်းတို့ဘယ်ပါဠိလဲဆိုတော့မရှိပါဘူးနော်ရာဇာနံဣဒတဝောစဣဒတဝောစဆိုတာကလည်းပဲဣတံဝဆနံအဝောစထားပါဘူးနော်တန်တိပတိတာခေါ်စီဝေးပြီးပါပြီလို့ဒီလိုပြောတာပေါ့နော်ဒေဝရှင်မင်းကြီးတဲ့ယာဝတိကဒီကောင်ယာဝတကဖြစ်ယာဝတိအကျင့်မြလောက်ပေါ့နော်အကုန်လုံးရှိတဲ့လူတွေအားလုံးတာဝတိပြည်မှာရှိတဲ့ဇိဇန္တာသူကန်းတွေဇိဇန္တာဆိုတာပရိသန်တွေအပြင်ကန်းတဲ့ပုံကိုယ်တွေကစုပြီးပါပြီတဲ့တေနဟိဗနေဇိဇန္တာတိနဟတ်ထိန်တတ်သေးဟိတဲ့အဲ့လိုစုပြီးပြီဆိုလို့ရှိရင်တဲ့ဒီပါဠိလေးကတော့တေနဟိဆိုတော့တေနဆိုတာထို့ကြောင့်လေသုံးတာပေါ့နော်ဒီပါဠိလေးကထို့ကြောင့်စုပြီးသွားပြီထို့ကြောင့်ဗနေဆိုတာမင်းချင်းယောက်ျားကိုဘင်းကြီးကပြောတာပေါ့နော်ဗနေအချင်းနဲ့ဇိဇန္တာတိနတဲ့ဒီသူကန်းတွေအားလုံးကိုဟတ်ထိန်နဲ့စင်ကိုတဲ့ဓာတ်တွေကြီးပြပါဒီမှာဟတ်ထိန်နော်ဟတ်ထဆိုစင်ကိုပြောတာနော်ဟတ်ထတလုံးနဲ့ဆိုလို့ချင်းဟတ်ထံလက်ကိုလည်းပြောတယ်နော်ဒီနေ့ဟတ်ထိဆိုတော့စင်ဖြစ်တော့နော်ဟတ်ထိန်စင်ကိုတဲ့ဓာတ်တွေကြီးပြပါတဲ့
မြက်ကန်းနေအားလုံးစုပြီးတော့စင်ကြီးကိုတဲ့ပြပါတဲ့ဒီလိုပြောတာပေါ့နော်တေနဟိဗနေဇိဇန္တာရိနဲ့ဟတ်ထိန်တတ်တဲ့ကြီးတဲ့ဒီမှာအေဝံဒေဝတိတဲ့ဒေဝရှင်မင်းကြီးအေဝံကောင်းပါပြီတဲ့ဣတိတို့တဲ့ဝဆနံစကားကိုဩဇာလျှောက်ဆိုဤပြောတာပေါ့နော်ခောဘိခဝေသောပုရိသောတတ္တရေညောပရိတုနိတဝါတဲ့ခုနကစကလုံးလေးပဲပေါ့နော်သောပုရိသောထွေယောက်ကြသည်တတ္တရေညောတတ္တရေညောဆိုဒီမှာနော်သုံးသွားဒါခုနလိုပဲရေညောမင်းကိုပဲသုံးတော့နော်တတ္တရေညောပရိတုနိတဝါတဲ့မင်းရဲ့စကားကိုခံပြီးတော့ဇိဇန္တာတိနံသူကန်းတွေကိုဟတ်ထိန်စင်ကိုဓာတ်တွေပြတယ်စင်ကိုပြတယ်မြက်ကန်းနေဆိုဒီမှာဒီဘယ်လိုလုပ်မြင်ဟုတ်လားဟမ်မြက်ကန်းနေစုပြီးစင်ကြီးကိုသူကဒီမှာဧကိစာနံဇိဇန္တာတိနံခုနကဒီကဧကိစ္စတတ္တရဝါဒဧကိစ္စအချို့ကိုပြောတာနော်ဒီမှာဧကိစ္စဦးဇင်းတို့မိစ္ဆာဒိဋ္ဌိ62ပါးထဲမှာဧကိစ္စတတ္တရဝါဒဆိုတာ၄ပါးရှိတယ်နော်ဧကိစ္စတတ္တရဝါဒဆိုတာတချို့ပုဂ္ဂိုလ်ဧကိစ္စတတ္တရဝါဒဒိဋ္ဌိဆိုတာရှိရနော်တချို့ဟာတွေမြဲတယ်တချို့ဟာမမြဲဘူးဒီလိုပေါ့နော်တချို့ကမြဲတယ်တချို့ကမမြဲဘူးဒီနေရာမြဲတယ်ဒီခုနေရာရောက်ရင်မမြဲဘူးဒါမျိုးပေါ့နော်အဲ့ဒါဝါဒဧကိစ္စနံဆိုအချို့ကုန်တော့တဲ့ဇိဇန္တာတိနံတဲ့သူကန်းတွေကိုပေါ့နော်သူကန်းအဲ့မျက်လုံးကန်းတဲ့လူတွေအများကြီးစုပြီးတချို့ကိုတော့ဟဋ္ဌိတဆင်ဥကောင်းတီတန်ဥကောင်းကိုတဲ့စင်ရဲ့ဥကောင်းကိုပေါ့နော်စင်ကြီးကသူကစင်လိမ္မာကြီးတကောင်ပေါ့နော်မင်းရင်ပြင်မှာစင်လိမ္မာကြီးတကောင်ကိုခေါ်လိုက်တယ်ခေါ်ပြီးတော့အဲ့စင်ကြီးကိုလှဲခိုင်းလိုက်တာပေါ့နော်လှဲခိုင်းပြီးတော့မြက်ကန်းနေဆိုတော့ဧကိစ္စနံဇိဇန္တိနံတဲ့ဇိဇန္တာတိနံဟဋ္ဌိတတီတန်တဲ့စင်ရဲ့ဥကောင်းကိုပေါ့နော်စင်ဣတိသောတဲ့ဇိဇန္တာဟတ္တိဇိဇန္တာသူကန်းတို့တဲ့ဟတ္တိစင်သည်တဲ့ဣတိသောဣတုသဘောရှိဣတိဣတုသီတံဥကောင်းကိုဓာတ်တေတီပြ၏တဲ့စင်ကြီးလဲနေတဲ့စင်ကြီးကိုသူကလက်နဲ့ကင်တာပေါ့နော်လက်နဲ့ကင်စင်ဥကောင်းကိုပုတ်ပြီးတော့ဒါဟာစင်ပဲလို့ပြောလိုက်တာပေါ့နော်တချို့ပုဂ္ဂိုလ်တွေဒါဟာစင်ကြီးပဲတဲ့စင်ဆိုတာဒီလိုပုံရှိတယ်လို့ဒီလိုပြောလိုက်နော်ဒါစင်ဥကောင်းကိုပြနောက်ကြတော့တဲ့တချို့မြက်ကန်းနေကြတော့ဧကိစ္စနံဇိဇန္တာတိနံတဲ့တချို့မြက်ကန်းနေကြတော့ဟဋ္ဌိတစင်ဤကဏ္ဏံဆိုတာခုနကဒီမှာတီတန်ဆိုတာဥကောင်းနော်ဒီမိုင်းဆိုတော့ခဏခဏတွေ့တယ်နော်တီတန်ဆိုတာဥကောင်းနောက်တကကဏ္ဏံဆိုတာနေရွက်ကိုပြောတာပေါ့နော်ကဏ္ဏံနေရွက်ကိုတဲ့ဇိဇန္တာသူကန်းလို့တဲ့ဟတ္တိစင်သည်တဲ့ဣတိသောတဲ့ဣတုသဘောရှိသည်ဣတုသဘောရှိဣတိဣတုဓာတ်တေတိပြ၏တဲ့နေရွက်ကိုကင်ပြီးတော့တဲ့စင်ဆိုတာတဲ့ဒီလိုပုံမျိုးရှိတယ်ဆိုပြီးတော့စင်ကြီးရဲ့နေရွက်ကိုပုတ်ပြတာဗောနော်သူတို့လက်တွေနဲ့ထိပြီးတော့စင်ဆိုတာဒါပဲလို့တချို့သူကန်းတွေကိုနေရွက်ကိုပြတယ်တဲ့နောက်တစ်ခါဧကိစ္ဆာနံဇိဇန္တာဒီနံတဲ့ဟဋ္ဌိတဒန္တံဓာတ်တေတိတဲ့ဒန္တဆိုတာအဆွေနော်ကဏ္ဍဆိုတာကနေရွက်လူတွေရဲ့နေရွက်လည်းပဲကဏ္ဍပဲလူတွေရဲ့ဥကောင်းကိုလည်းပဲတိတလို့ပေါ့နော်ဒန္တံကျတော့ဦးဇင်းတို့ဒန္တကျတော့သွားလို့လည်းသွားလို့ပြန်သွားလို့လည်းဒီမှာကျတော့ဒန္တအဆွဲလို့လည်းသုံးတယ်နော်အဆွဲပေါ့နော်ဒန္တအဆွဲကိုတဲ့အဆွဲကိုကင်နေပြီးတော့ဇိဇန္တာသူကန်းတို့တဲ့ဟတ္ထိစင်သည်ဣတိသောတဲ့ဣတုသဘောရှိဣတိဣတုဝတ္တဝါဆိုရင်ဓာတ်တေတိပြ၏အဆွဲကြီးကိုကင်ပြီးတော့စင်ဆိုတာဒါပဲတဲ့ဒီလိုပြတာနော်နောက်တစ်ခါဧကိစ္ဆာနံဇိဇန္တာတိနံတဲ့တချို့သူကန်းနေကြတော့ဟဋ္ဌိတစင်ဤသွန်နံတဲ့နှံမောင်းကိုပြောတာပေါ့နော်နှံမောင်းကြီးကိုကင်ပြီးတော့နှံမောင်းဆိုတာစင်ဆိုတာဒါပဲတဲ့ဣတိသောဇိဇန္တာသူကန်းလို့တဲ့ဟတ္ထိစင်သည်ဣတိသောတဲ့ဣတုသဘောရှိဣတိဣတုဝတ္တဝါဆိုရင်ဓာတ်တေတိပြ၏တဲ့နှံမောင်းကြီးကိုကင်ပြီးတော့ပြနော်နောက်တစ်ခါဧကိစ္ဆာနံဇိဇန္တာတိနံတဲ့တချို့မြက်ကန်းနေကြတော့တဲ့ဟဋ္ဌိတစင်ဤကာယံကိုတဲ့စင်ကြီးကလဲနေတာဆိုတော့စင်ကိုကြီးကိုလက်နဲ့ထိပြပြီးတော့ဇိဇန္တာသူကန်းတို့တဲ့ဟတ္ထိစင်သည်ဣတိသောတဲ့ဣတုသဘောရှိဣတိဣတုဓာတ်တေတိပြ၏စင်ရဲ့ကိုကြီးကိုကင်ပြီးတော့ပြနော်နောက်တစ်ခါကျတော့ဧကိစ္ဆာနံဇိဇန္တာတိနံဟဋ္ဌိတတချို့မြက်ကန်းနေကြတော့စင်ရဲ့တဲ့ပါဒံတဲ့ပါဒဆိုခြေထောက်ကိုပြောနော်ပါဒံဆိုခြေထောက်ဦးဇင်းတို့ကာယကိုသွန်နာနှံပေါင်းဒန္တသွားလည်းဟုတ်တယ်ဒီနေရာကျတော့အဆွဲပေါ့နော်ကဏ္ဍနရွက်သီတဥဘောဒီနေခြေထောက်ကိုကင်ပြီးတော့ဇိဇန္တာသူကန်းတို့တဲ့ဟတ္ထိစင်သည်ဣတိသောဣတုသဘောရှိဣတိတုဝတ္တဝါဆိုရင်ဓာတ်တေတိပြ၏ခြေထောက်ကိုကင်ပြီးတော့သူတို့က
ခြေတော့ကိုကင်ပြီးတော့ပြတာပေါ့နော်နောက်တစ်ခါဧကိသနာဇိဇန္တာဒီနံတဲ့တချို့သူကန်းနေကြတော့ဟထိတ်တစင်ရဲ့တတ်ထိန်တဲ့ဒီနေရာကျတော့တတ်ထိန်ဆိုပေါင်ပေါ့နော်စင်ရဲ့ခြေတော့ပေါင်ကြီးတွေကိုကင်ပြီးတော့ဇိဇန္တာသူကန်းတို့တဲ့ဟထိစင်တီတဲ့အေတီတော်တဲ့ဤသို့သဘောရှိဣတိဤသို့ဓာတ်တိပြဤစင်ရဲ့ပေါင်ကိုကင်ပြီးတော့ပြနော်နောက်တစ်ခါဧကိသနာဇိဇန္တာဒီနံတဲ့တချို့မြက်ကန်းနေကြတော့ဟထိတ်တစင်ရဲ့တဲ့နင်ဂုတ်ထံတဲ့နင်ဂုတ်ထံဆိုတော့မှီးပေါ့နော်မှီးရသူကမှီးစင်ရမှီးကြတော့လုံးလုံးကြီးပေါ့နော်နွားတို့တူတူပါပဲပေါ့နော်စင်ရအမှီးကိုမှီးအရင်ကိုပြတာပါအရင်ကိုမှီးရင်ကိုကင်ပြီးတော့တဲ့ဇိဇန္တာသူကန်းတို့တဲ့ဟတ္တိစင်တီအေတီတော့ဤသို့သဘောရှိဣတိတို့ဓာတ်တိပြ၏တဲ့စင်ရအမှီးအရင်လောက်ကိုကင်ပြီးတော့ပြနော်နောက်တစ်ခါဧကိသနာဇိဇန္တာဒီနံတဲ့တချို့မြက်ကန်းနေကြတော့ဟထိတ်တစင်ဤဝါလဒိန်နဲ့ဝါလဒိန်ဆိုတာကဦးဇင်းတို့မှီးရဲ့အဖျားပေါ့နော်မှီးဖျားတော့မှီးဆန်ပေါ့နော်ဦးဇင်းတို့စင်မီလက်စွပ်ငယ်ငယ်တော့ဦးဇင်းတို့တောတွေမှာတော့စင်မီလက်စွပ်တွေပါလေဘုတ်ဓမ္မကြီးတွေတော့မဟုတ်ဘူးလောက်ပါဘူးနော်မသိလောက်ဘူး သိပါဖေ။ဟုတ်လားဖေ။ဝတ်ဖူးပါတယ်ဖေ ဟုတ်လားတောလောက်ပဲဟုတ်တယ် မဲ ။မရအောင်နေဟုတ်တယ် ဟုတ်တယ်အဲ့ဟာကိုပြောတာပေါ့နော်ဝါလဒိန်ဆိုမှီးစံပေါ့နော်စင်ရမှီးစံစင်ရမှီးစံဝါလဒိန်ဆိုမှီးစံနင်ဂုတ်ထံဆိုတာကမှီးအလုံးကြီးကိုပြောတာနော်တတ်ထိန်ဆိုတာကပေါင်ပါဒံဆိုတာခြေတော့ကာယဆိုတာသိတယ်သွန်နာဆိုတာမှန်ပေါင်းဒန္တဆိုတာလည်းသိတယ်အဲ့မြန်မာပြည်သုံးတယ်တွားတို့အဆွဲတို့ပေါ့နော်ကဏ္ဍနရွက်ပြီးတန်ဥကောင်းပေါ့နော်စင်ရဒီခန္ဓာကိုယ်ကြီးကိုပြပြီးတော့တချို့ပုံကိုယ်တွေကျတော့ခေါင်းကိုပြတယ်ခေါင်းကိုကင်ပြတယ်တချို့ပုံကိုယ်တွေကျတော့နရွက်ကိုကင်ပြတယ်တချို့ပုံကိုယ်တွေကျတော့အဆွဲကိုကင်ပြတယ်ဒါအဆွဲကြီးကိုကင်ပြဒါအစင်မဲ့အစင်ဆိုတာဒီပုံရှိတယ်တချို့ကျတော့လည်းနရွက်ကိုကင်ပြီးတော့နရွက်စင်ရဲ့နရွက်ဟာစင်ပုံစံဟာဒီလိုမျိုးရှိတယ်ခန္ဓာကိုယ်ရုပ်ကင်ပြီးတော့စင်ဟာဒီလိုမျိုးရှိတယ်ပေါ့နော်ခြေတော့ကင်ပြတယ်နောက်တစ်ခါပေါင်ကိုကင်ပြတယ်မှီးရင်းကိုကင်ပြတယ်မှီးပြားကိုကင်ပြတယ်ပေါ့နော်အဲ့ညက်ကန်းတွေကိုမမြင်ဘူးတဲ့ပုံကိုယ်တွေပေါ့နော်မိဝမ်းတွေကထွက်လာပြီးတဲ့ဘာမှမမြင်ဘူးတဲ့ပုံကိုယ်တွေပြပြီးတော့အထာခောဘိက္ခဝေသောပုရိသောဇိဇန္တာဒီနဟတ်ထိန်နဲ့ဓာတ်တိတဝါတဲ့အဲ့ဒီယောက်ျားတွေကိုပုရိသောမင်းကြီးယောက်ျားပေါ့ဇိဇန္တာဒီနသူကန်းတွေကိုဟတ်ထိန်စင်ကိုဓာတ်တိတဝါပြ၍တဲ့ယေနသောရာစာတေနုပတင်္ဂပိဒီတကလုံးလေးကအမြဲတမ်းပါရင်နော်ဒကမကြီးတွေ ။ဟုတ်လား ယေနသောရာသာတေနုပတင်္ဂမိယေနသောဘဂဝါတေနုပတင်္ဂမိအမြဲတမ်းပါနော်အဲ့ဒါယေနကျင်ရ၌သောရာသာထိုမင်းသည်အဋ္ဌိရှိတေနထိုမင်းရှိရရက်သို့ဥပတင်္ဂမိချင်းကပ်ဤကိုသွားတာပေါ့နော်ဒီလိုသုံးတာဥပတင်္ဂမိတော်ကချင်းကပ်ပြီးတန်ရာဇာနံဧတတဝောစာတဲ့ဒါလည်းအမြဲတမ်းပါတယ်နော်တန်ဘဂဝန္တံဧတတဝောစာရှေ့မှာလည်းအမြဲတမ်းပါခဲ့ပါနော်တန်ရာဇာနံထိုမင်းကိုဧတံဝဆနံဤစကားကိုဝေါစာပြောဆို၏တဲ့ဒေဝရှင်မင်းကြီးတဲ့ဇစ္ဆန်တေဟိသူကန်းတို့သည်ဟတ်ထိန်စင်ကိုတဲ့ဒိဋ္ဌောမြတ်ပါပြီတဲ့ပြပြီးသွားပြီပေါ့နော်ဒီမြက်ကန်းတွေအားလုံးပါပေါ့နော်ဒီစင်ကိုအကုန်လုံးပြပြီးသွားပါပြီတဲ့ဒီလိုရှောက်ပြီးတဲ့အခါကျယတ္တဒါနိကာလံမင်းညတိတဲ့ယတ္တဆိုတာကဒီမြက်ကန်းတွေရဲ့ကာလံမင်းညတိတဲ့မင်းကြီးကိုပေါ့နော်ဒီအချိန်တရောက်ပြီးအကုန်လုံးကိုပြပြီးပါပြီလို့ဒီလိုပြောတာပေါ့နော်အထာခောတဲ့ဘိက္ခဝေသောရာဇာယေနတေဇိဇန္တာတဲ့တေနုပသင်္ကမိတဲ့ဘိက္ခဝေယံတို့တဲ့သောရာဇာထိုမင်းဒီယေနဒီနေရာကျတော့ယေနတေဇိဇန္တာတေနုပသင်္ကမိဘယင်ကြီးကပေါ့နော်ယေနအဲ့ဒီသူကန်းနေရှိတဲ့နေရာရက်တို့ချင်းကပ်သွားတယ်တဲ့ချင်းကပ်ပြီးတော့တဲ့ဥပသင်္ကမိတော်ပါတဲ့ချင်းကပ်ပြီးတော့တေဇိဇန္တေတဲ့ထိုသူကန်းတွေကိုပေါ့နော်တေဇိဇန္တေထိုသူကန်းတို့ကိုဣတံဝဇ္ဇနအဝေါစာတဲ့ဘယင်ကြီးကသွားပြီးတော့ဒီမြက်ကန်းတွေကိုပေါ့နော်သွားမေးတာပေါ့နော်ဣတံဝတ္တနဤစကားကိုဝေါစာပြောဆိုရည်တဲ့ဘယ်လိုပြောသလဲဆိုတော့ဒိဋ္ဌောတဲ့ဇိဇန္တာဟတ္ထိတဲ့ဒိဋ္ဌောဆိုတာဓမ္မကြီးတွေဒိဋ္ဌဆိုတာသိရနော်မျက်မြင်ကိုယ်တွေ့ကိုပြောရနော်ဒိဋ္ဌမြင်တယ်တွေ့နော်ဒိဋ္ဌောတဲ့ဟောဆိုတာကတော့ဟောအချင်းတို့ဇိဇန္တာသူကန်းတို့တဲ့ဟတ္ထိစင်ကိုဒိဋ္ဌောမြင်ပါပြီလောစင်ကိုတွေ့ပြီလားလို့ဒီလိုမေးလိုက်တာပေါ့နော်ဒေဝရှင်မင်းကြီးတဲ့ဧဝံတွေ့ပြီပါပြီဒီလိုပြောတာ
နော်ကျွန်တော်တို့ဒီဟတ္တိစင်ကိုဒိဋ္ဌောမြင်တွေ့ရပြီးပါပြီတဲ့ဒီလိုပြောတာပေါ့နော်မြင်တွေ့ပြီးပြီအေးအဲ့လိုဆိုလို့ရှိရင်တဲ့ဒီမှာဝရိထတဲ့ဝရိထဆိုတာဆိုလောလို့ပြောပါလို့ဒီလိုပြောနော်ဝရိထဆိုတာပြောပါဇိဇန္တာဆိုတာသိတယ်ကိရိသောဆိုတာဘယ်သို့သဘောရှိတယ်လဲဒီလိုပြောတာပေါ့နော်ဘယ်လိုပုံစံလဲဘယ်လိုဟာမျိုးလဲဒီလိုပေါ့နော်ဟတ္တိစင်သည်တဲ့ဇိဇန္တာသူကန်းတို့တဲ့ဟတ္တိစင်သည်တဲ့ကိရိသောတဲ့ဘယ်လိုပုံစံလဲတဲ့ဝရိယာတိငါ့ကိုရှောက်ကြသမှာတဲ့ပြောဆိုသမှာသင်ဟာဘယ်လိုပုံမျိုးလဲဘယ်လိုဟာမျိုးဖြစ်တယ်လဲဒီလိုပြောတာပေါ့နော်ကိရိသောဆိုတဲ့စကားလုံးကြီးတော့ဘယ်လိုဟာလဲဘယ်လိုပုံလဲဒါကိုပြောတာပေါ့နော်အဲ့မှာယေဟိဘိက္ခဝေဇိဇန္တိဟထိတသီတံဒိဋ္ဌံတဲ့ဟောတိတဲ့တေတဲ့ဧဝံအဟံတုတဲ့အဲ့မှာ तू ကဘာပြောလဲဆိုတော့ဘိက္ခဝေယံတို့ယေဟိဇိဇန္တိထိုသူကံတို့ဒီဟထိတစင်သီတံဥကောင်းကိုဒိဋ္ဌံနဲ့မြင်အပ်သည့်အဟောတိဖြစ်ပြီးအဲ့တော့ပေါ်မှာဦးဇင်းတို့တချို့ပုဂ္ဂိုလ်တွေကိုတဲ့စင်ရဲ့ဥကောင်းကိုပြခဲ့တယ်လို့ပြောတာနော်တချို့ပုဂ္ဂိုလ်တွေကစင်ရဲ့ဥကောင်းကိုပြခဲ့တဲ့ပုဂ္ဂိုလ်အဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောလဲဆိုတော့ဒေဝရှင်မင်းကြီးတဲ့ဟတ္ထိစင်သည်တဲ့သေယထာပိဥပမာဘယ်ကဲ့သို့တလဲဆိုတော့ကုံဘောတဲ့အိုးကြီးနဲ့တူပါတယ်စင်ဟာအိုးပုံစံကြီးပါတဲ့သေယထာပိကုံဘောတဲ့စင်ဟာအိုးကဲ့သို့ဖြစ်ပါတယ်တဲ့အေဝံဤသို့အဟံတုရှောက်တင်ကြကုန်ပြီတဲ့ဒေထိုသူကန်းနေရအေဝံဤသို့အဟံတုရှောက်တင်ကြကုန်ပြီတဲ့အဲ့တော့စင်ရဲ့ဥကောင်းကိုပြခဲ့တဲ့ပုံကိုယ်တွေဟာတဲ့စင်ဟာဘာနဲ့တူတယ်လဲဘယ်လိုပုံစံလဲဆိုတော့ရေအိုးကြီးနဲ့တူပါတယ်ဒီလိုပြောတာနော်ကုံဘောသေယထာပိကုံဘောသူတို့ရေအိုးနဲ့တွေ့ထားလို့ထင်တယ်နော်ရေအိုးတောက်တဲ့ခါကျတော့စမ်းပြီးတော့တောက်ရမှာဟုတ်ရှေးတုန်းကနော်ရေအိုးမှောက်ထားလိုက်လို့ရှိရင်လည်းစင်ဥကောင်းနဲ့တူမှာဟုတ်အဲ့တော့သူကရေအိုးအမြင်တွေ့နေတဲ့ခါကျတော့အေဒီသောဒေဝဟတ္ထိသေယထာပိဆိုတာကဥပမာကိုပြောတာပေါ့နော်သေယထာပိတစ်လုံးနဲ့ဆိုရင်သေယထာပိဥပမာမြည်ဒီကဒီလိုသုံးတာပေါ့နော်ဥပမာဘယ်လိုလဲဆိုတော့ဘာနဲ့တူတယ်လဲဆိုတော့ပုံဘောရေအိုးနဲ့တူတယ်ဒီလိုပြောတာပေါ့နော်ဒေဝရှင်မင်းကြီးတဲ့ဒီစင်ဟာတဲ့ရေအိုးနဲ့တူပါတယ်လို့ဒီလိုပြန်ပြီးတော့ရှောက်တင်ကြတာနောက်ပုံကိုယ်တွေကျတော့ဘာပြောလဲဆိုတော့ဘိက္ခဝေယံတို့တဲ့ယေဟိဇိဇန္တိသူကံတို့ဟထိတစင်ဤကံတော်တဲ့နေရွက်ကိုဒိဋ္ဌောမြင်ပြီးဟောတိဖြစ်ကိုအဲ့နေရွက်ကိုကံပြီးတော့ပြထားတဲ့ပုံကိုယ်တွေအဲ့ဒီပုံကိုယ်တွေကျတော့သူကဘယ်လိုပြောလဲဆိုတော့ဧရိသောတဲ့ဒေဝဟတ္ထိဒေဝရှင်မင်းကြီးတဲ့ဟတ္ထိစင်သည်တဲ့ဧရိသောတဲ့ဤသို့သဘောရှိပါတယ်ဗျာတဲ့ဥပမာဘယ်ကဲ့သို့နေဟုမူကားတဲ့တုတ်ဘောတဲ့တုတ်ဘောဆိုတာကတုတ်ပဆိုတာဦးဇင်းတို့သကောတို့ဘန်းတို့သိလားဓမ္မကြီးတွေသကောတို့ဘန်းသိပါဟုတ်ပါတယ်ဟုတ်ပါတယ်ဒါဦးဇင်းတို့တောတွေပဲသုံးကြတာဒီမှာမွေးရင်လားမသိရင်မသိပဲဗျာတပည့်တော်တို့ကြီးမှရောက်တာအဲ့တော့သူကဒီမှာကတုတ်ဘောတဲ့ဒီသကောဘန်းနဲ့တူပါတယ်နေရွက်ကိုကင်ပြတဲ့ခါကျတော့အဲ့လိုမျိုးစင်နေရွက်ကြီးတဲ့ခါကျတော့သကောတို့ဘန်းတို့နဲ့တူတာပေါ့နော်တင်ပါသကောတို့နဲ့တူဘန်းတို့နဲ့တူတဲ့ခါကျတော့ရှင်မင်းကြီးတဲ့ဒီစင်ဆိုတာကတဲ့ဒီဘန်းတို့သကောတို့နဲ့တူပါတယ်တဲ့စင်ဆိုတာသကောတို့ဘန်းတို့ပါပဲတဲ့အဲ့လိုပုံမျိုးပါပဲလို့ဒါအဲ့ဒီနေရွက်ကိုပြတဲ့ညကန်းတွေကပြောတာပေါ့နော်နောက်တစ်ခါတချို့ပုဂ္ဂိုလ်တွေကပြန်ပြောတယ်တဲ့ဘိက္ခဝေယံတို့ယေဟိဇိဇန္တိဟိတဲ့ဒီသူကန်းတွေကဟထိတစင်ဤတဲ့ဒန္တောအဆွဲကိုတဲ့ဒိဋ္ဌောမြင်သည်ဟောဒီအဲ့ဒီအဆွဲကိုပြထားတဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပြောလဲဆိုတော့တေတဲ့ဧဝမာဟန္တုဧဒီသောဒေဝဟတ္ထိဧဒီသောဆိုတာကဦးဇင်းတို့ဘာမှမဟုတ်တော့ဤသို့သဘောရှိတယ်လို့ပြောတယ်နော်ဒေဝဆိုတာအရှင်မင်းကြီးဟတ္ထိဆိုတာသေယထာပိဥပမာမြည်ဒီကားတဲ့ခီလောတဲ့သူကဘာလဲဆိုတော့ဒီစင်ရဲ့အဆွဲကိုပြတဲ့ပုံကိုယ်တွေဟာပေါ့နော်ဘာနဲ့တူသလဲဆိုတော့ထွန်သွားနဲ့တူပါတယ်တဲ့စင်ရဲ့အဆွဲကိုဦးဇင်းတို့ထွန်တဲ့ခါကျတော့အဲ့ဒီထွန်ရဲ့အောက်မှာကဦးဇင်းတို့တန်လုံးတွေရှိနော်တချို့ကတန်လုံးတွေတချို့ကအသားချောင်းတွေစစ်သားတွေခြုံထားတာတချို့ကျတော့လည်းပဲဒီတန်တွေမာတဲ့နေရာတွေကျတော့ဦးဇင်းတို့တန်ချောင်းတွေထည့်ထားနော်တန်ချောင်းဆိုတော့လည်းတန်လုံးတွေတော်တော်ကြီးတဲ့ဟာမျိုးတွေပေါ့နော်တချို့ကျတော့လည်းထည့်သွားဆိုတာရှိတယ်ပေါ့နော်ဦးဇင်းတို့ဒီအသားမာတဲ့ဟာဗရောက်သားတို့ပါတော့ဦးဇင်းတို့နယ်ဘက်တွေမှာတော့ဗရောက်သားတို့ပါတော့ဒီချအနှစ်ကိုယူပြီးတော့
ခြုံထားတာပေါ့နော်အဲ့ဒါထွန်သွားပေါ့နော်အဲ့အဆွဲကိုပြတဲ့ပုံကိုယ်ကြီးဟာတဲ့ဘာနဲ့တူတယ်လဲဆိုတော့တဲ့ဒီမှာသူကခီလောတဲ့ထွန်သွားနဲ့တူပါတယ်တဲ့အရှင်မင်းကြီးတဲ့ဒီထိုပုံကိုယ်တို့စီအေဝံဤသို့အဟံသူလျှောက်တင်ကြကုန်ပြီတဲ့အဲ့ဒီဆွဲကိုပြထားတဲ့ပုံကိုယ်တွေကဆင်ဆိုတာကတဲ့ထွန်သွားနဲ့တူပါတယ်လို့ဘုရင်ကြီးကိုလျှောက်အဲ့မှာယေဟိဘိက္ခဝေတဲ့ဘိက္ခဝေယံတို့ယေဟိစိတ္တံတေဤတဲ့အကျဉ်သူကန်းတို့သည်ဟဋိတဆင်းသွန်တော်နှံမောင်းကိုဒိဋ္ဌောမြင်ရသည်ဟောတိပြီလို့နှံမောင်းကိုဆင်လို့ပြထားတဲ့ပုံကိုယ်တွေကတဲ့တေတဲ့ဧဝမာဟံတုအေဒီသောဒေဝဟတ္ထိတဲ့တရားထားပြီးတဲ့နင်္ဂလိတာတဲ့ဦးဇင်းတို့နင်္ဂလိတာဆိုတာကသူကဘာလဲဆိုတော့ခုနကထွန်သွားနော်ထွန်သွားခုကထွန်တန်ကိုပြောတာပေါ့နော်ထွန်တုံးရဲ့အောက်ကထွန်တုံးရဲ့အပေါ်ဟာထွန်သွားရဲ့အပေါ်ဟာထွန်တုံးပေါ့နော်ခုနကဦးဇင်းတို့ထွန်တုံးရဲ့အောက်မှာစိုက်ထားတာကထွန်တန်ပေါ့နော်ထွန်တုံးကြတော့ဦးဇင်းတို့အလုံးကြီးပေါ့နော်အဲ့အလုံးကြီးကိုထွန်တုံးပြောတာပေါ့နော်ထွန်တန်လို့လည်းခေါ်တယ်ထွန်တုံးလို့လည်းခေါ်တယ်နော်အဲ့တော့နှံမောင်းကိုပြတဲ့ပုံကိုယ်တွေကစင်ဆိုတာဘယ်လိုဟာလဲဆိုတော့တဲ့အရှင်မင်းကြီးတဲ့နင်္ဂလိတာနင်္ဂလိတာပေါ့နော်ထွန်တုံးနဲ့တူပါတယ်တဲ့အဲ့တော့ထွန်တုံးနဲ့စင်ဆိုတာကထွန်တုံးနဲ့တူပါတယ်တဲ့အဲ့လိုမျိုးရှောက်တယ်နော်စင်ဆိုတာဘယ်လိုပုံမျိုးလဲဆိုတော့ထွန်တုံးနဲ့တူပါတယ်ရှောက်နောက်ကျတော့ယေဟိဘိက္ခဝေဇိဇံတေဟဋ္ဌိတကာယောဒိဋ္ဌောအဟောတိတဲ့ဒီပုဂ္ဂိုလ်တွေကျတော့ဘိက္ခဝေယံတို့ယေဟိဇိဇံတေအကျဉ်သူကန်းတို့သည်ဟဋ္ဌိတဆင်ဤကာယောကိုဒိဋ္ဌောတဲ့တွေ့အပ်သည်အဟောတိဖြစ်ပြီဆိုတော့အဲ့ဒီစင်ရက်ကိုလုံးကြီးကိုကင်ပြီးတော့ပြတဲ့ပုံကိုယ်တွေပြောဘယ်လိုလဲဆိုတော့တဲ့တေဧဝမဟံသူအေဒီသောတဲ့ဒေဝဟတ္ထိတရားထားပြီးတဲ့ကုထောတဲ့သူကျတော့ဘယ်လိုလဲဆိုတော့ကုထောဆိုတာကုထဆိုတာကဦးဇင်းတို့စဘာကြည်တို့ဘာလို့သုံးနေပေါ့နော်သူကခန္ဓာကိုယ်ကြီးကအကြီးကိုဝိုင်းဝိုင်းကြီးဆိုတော့သူကသူတို့ကလည်းပဲဒီစဘာတွေရိပ်ပြီးလို့ရှိရင်ဦးဇင်းတို့ပုတ်တို့ကြည်တို့ဟာလည်းထည့်ရတာဟုတ်ထည့်ရတဲ့ခါကျတော့သူကအဲ့ကြီးကိုစမ်းမိမှာဟုတ်စမ်းမိမဲ့တဲ့ခါကျတော့အရှင်မင်းကြီးတဲ့စင်ဆိုတာကတဲ့အဲ့ဒီတဘာကြည်နံရံကြီးနဲ့တူပါတယ်လို့ဒီလိုပြောတာနော်စင်ဆိုတာမျိုးစုံပြောကြတာပေါ့နော်သူတို့ကျတော့ခန္ဓာကိုယ်ကြီးကိုကင်ပြီးတော့ပြောတဲ့ခါကျတော့စင်ဆိုတာကဒီတဘာကြည်တိုင်းမှာပဲဘာဟိုမလုပ်ပါဘူးတူတူပါပဲလို့ပြောတာပေါ့နော်အဲ့တော့ရှင်မင်းကြီးတဲ့စင်ဆိုတာကဒီကွတ်ထောတဲ့တဘာကြည်နံရံကြီးနဲ့တူပါတယ်လို့ဒီလိုပြောတာရှောက်တယ်နောက်တချို့ပုဂ္ဂိုလ်တွေကျတော့ယေဟိဘိက္ခဝေဇိဇံတေဟဋ္ဌိတပါတော့ဒိဋ္ဌောဟောတိတဲ့အဲ့ဒီတချို့မြက်ကန်းတွေကျတော့စင်ဤတဲ့ဘာလဲဘာလို့မြင်တဲ့ပုဂ္ဂိုလ်တွေလဲဆိုတော့ပါတော့တဲ့ခြေထောက်ကိုပြထားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကျတော့စင်ဟာဘလို့နဲ့တူဘာနဲ့တူတယ်လဲလို့မေးတဲ့အခါကျတော့တေဧဝမဟန္တုတဲ့ရှောက်တင်ကြတာပေါ့နော်ဣတိသောဒေဝဟတ္ထိတရားထားပြီးထူနောတဲ့သူကကျတော့ထူနောဆိုတာခြေကျတော့ဘာလဲဆိုတော့ထူနောတဲ့ရှင်မင်းကြီးတဲ့ဒီစင်ရဲ့စင်ဟာတဲ့ဒီတိုင်လုံးနေနဲ့တူပါတယ်အိမ်တိုင်တွေပါလေပေါ့နော်အိမ်တိုင်တွေဆိုတော့ဦးဇင်းတို့တောတွေမှာဆိုတော့တစ်လုံးတွေပေါ့နော်အဲ့ဒီတစ်လုံးတွေတိုင်တွေတိုင်တယ်အဲ့ဒီတော့တိုင်နဲ့တူပါတယ်တဲ့ရှင်မင်းကြီးတဲ့ရှောက်ပြင်ကြတာပေါ့နော်အေဒီတော့ဤတို့သဘောရှိပါတယ်နော်ဒီစင်ရဲ့စင်ဆိုတာကပေါ့နော်ဒီတိုင်ကဲ့သို့သဘောရှိပါတယ်တဲ့ဒီလိုရှောက်နောက်တစ်ခါကျတော့ယေဟိဘိက္ခဝေဇိဇံတေဟဋ္ဌိတာတဲ့တတ္ထိဒိဋ္ဌောတဲ့ဒီပေါင်ကိုပြတဲ့ပုံကိုယ်ကြီးကျတော့နော်စင်ရဲ့ပေါင်ကိုပြတဲ့ပုံကိုယ်ကြီးကျတော့တဲ့တေဧဝမဟန္တုအေဒီသောတဲ့ဒေဝဟတ္ထိတရားထားပြီးတဲ့ဥဒုက္ခလောတဲ့သူကဥဒုက္ခလောဆိုတာသူကဥဒုက္ခလဆိုတာလက်စုံပေါ့နော်လက်တည်းရဲ့အစုံပေါ့နော်လက်တည်းရဲ့အစုံပါအဲ့စင်ရဲ့ပေါင်ကိုကင်ပြတဲ့ခါကျတော့ဥဒုက္ခလောတဲ့ဒီစင်ဟာတဲ့လက်စုံနေနဲ့တူပါတယ်တဲ့စင်ပေါင်ကပေါ့နော်သူတို့ပေါင်တို့လက်စုံပေါ့တူတူပဲပေါ့နော်အဲ့ဒါနဲ့တူပါတယ်လို့မင်းကြီးကိုရှောက်တင်တာပေါ့နော်ဤသို့သဘောရှိပါတယ်လို့ရှောက်တယ်နောက်တစ်မျိုးကျတော့ယေဟိဘိက္ခဝေဇိဇံတေဟဋ္ဌိတနင်္ဂုတ်ထံဒါကျတော့မှီးပေါ့နော်အဲ့မှီးကျတော့တဲ့မှီးကိုလက်နဲ့ကင်ပြတဲ့ပုံကိုယ်ကြီးကျတော့တဲ့ဘယ်လိုပြောတယ်လဲဆိုမင်းကြီးကိုတေဧဝမဟန္တုအေဒီသောတဲ့ဒေဝဟတ္ထိတရားထားပြီးမုတလောတဲ့မုတလောကျတော့သူကမိတန်ကြီးကျတော့ဘာနဲ့တူတယ်လဲဆိုတော့ဦးဇင်းတို့
မုတလဆိုတာကဒီဟာလေးကတော့တစ်ခါတလေပါတတ်တယ်ပေါ့နော်မုတလဆိုတာကဂျပွေနော်ဂျပွေမုတလအဲ့ဒီစင်ရဲ့မိဟာတဲ့ဂျပွေနဲ့တူပါတယ်စင်ဟာဂျပွေနဲ့တူတယ်ပြောတာနော်စင်ဟာတဲ့တခြားသူတို့ပြောသလိုမဟုတ်ပါဘူးတဲ့ဒီခွန်သွားလည်းမဟုတ်ပါဘူးတဲ့အိုးလည်းမဟုတ်ပါဘူးထွန်တန်လည်းမဟုတ်ပါဘူးကြည်လည်းမဟုတ်ပါဘူးတိုင်ဆိုတာလည်းမဟုတ်ပါဘူးလက်စုံဆိုတာလည်းမဟုတ်ပါဘူးတကယ်တော့စင်ဆိုတာတဲ့ဂျပွေနဲ့တူပါတယ်တဲ့ဂျပွေပါလို့ပြောတာနော်နောက်တစ်ခါကျတော့ယေဟိဘိကဝေဇိတံတေဟထိတ်တဝါလဒိနဲ့ဝါလဒိမှီးစံပေါ့နော်မှီးစံကိုမြင်တဲ့ပုံကိုယ်တွေပြတဲ့ပုံကိုယ်တွေကျဘယ်လိုပြောလဲဆိုတော့တေဧဝမန္တုအေတိသောဒေဝဟတ္ထိသေယထာပိတဲ့တမ္မစ္စနီတဲ့ဦးဇင်းတို့တမ္မစ္စနီဆိုတာလေးရလဲဦးဇင်းတို့ငငယ်တုန်းကဒီဝီနီးစကြရတဲ့ခါကျတော့ဒီဟာလေးနဲ့စကြရပေါ့နော်တမ္မစ္စနီပတိဘောသတမ္မစ္စနီဆိုတပြက်စီးနော်တပြက်စီးပေါ့နော်ဒီအဲ့ဒီမိဇံကိုပြတဲ့ပုံကိုယ်ကြီးကျတော့ဘာပြောလဲဆိုရှင်မင်းကြီးတဲ့စင်ဆိုတာကသူတို့ပြောသလိုမဟုတ်ပါဘူးတဲ့တပြက်စီးနဲ့တူပါတယ်တဲ့စင်ရဲ့မိရရှိဦးဇင်းတို့လှဲတဲ့တပြက်စီးပေါ့နော်ရှေ့ကမိအဖျားလေးတွေဆန်လေးတွေအဲ့ဒါနဲ့တူတူပဲပေါ့နော်အဲ့လိုပြောတာရှင်မင်းကြီးတဲ့တခြားမဟုတ်ပါဘူးတဲ့စင်ဆိုတာကသူတို့ပြောသလိုလည်းမဟုတ်ပါဘူးတဲ့စင်ဆိုတာကတပြက်စီးနဲ့တူပါတယ်တဲ့ဤသို့သဘောရှိပါတယ်လို့အဲ့လိုပြောတာပေါ့နော်အဲ့လိုပြောတဲ့အခါမှာတချို့ပုဂ္ဂိုလ်တွေကတေထိုပုဂ္ဂိုလ်တို့ဒီတဲ့ဟတ္ထိအေဒီသောတဲ့စင်ဆိုတာဤသို့သဘောရှိပါတယ်တဲ့ဒီလိုပြောတာပေါ့နော်အဲ့ခုနကတပြက်စီးနဲ့တူတဲ့ပုဂ္ဂိုလ်တွေကကျတော့ဘယ်လိုပြောလဲဆိုရှင်မင်းကြီးတဲ့စင်ဆိုတာကတဲ့တပြက်စီးနဲ့တူပါတယ်တဲ့နေဒီသောအတ္ထိသူတို့ပြောသလိုတဲ့ဒီဦးဇင်းတို့အိုးတို့ခွန်သွားတို့တိုင်တို့လက်စုံတို့စာယူတည်ပြင်ပေါ့နော်အဲ့လိုဟာတွေဆိုတာသူတို့ပြောတာတွေဆိုတာမဟုတ်ပါဘူးတဲ့ဤသို့သဘောမရှိပါဘူးတဲ့ဒီလိုပြောတာပေါ့နော်နေဒီသောဟတ္ထိနေဒီသောဟတ္ထိစင်ဆိုတာဤသို့သဘောမရှိပါဘူးအေဒီသောဟတ္ထိစင်ဆိုတာဤသို့သဘောရှိပါတယ်အညမဉ္ဇဉ်မုဋ္ဌိဟိတဲ့တန်ကုံဘိန်တုတဲ့အချင်းချင်းညင်းကြဖုန်ကြပြီးတော့ခုနဦးဇင်းတို့ဟိုဟွာတွေလို့ပေါ့နော်ဒိဋ္ဌိတွေလို့ပေါ့နော်စင်ဟာအိုးနဲ့တူတယ်စင်ဟာအိုးနဲ့မတူဘူးဟွာထွန်သွားနဲ့တူတယ်ထွန်သွားနဲ့မတူဘူးခုနကထွန်တန်နဲ့တူတယ်စင်ဟာကြည်နံရံနဲ့တူတယ်တိုင်နဲ့တူတယ်လက်စုံနဲ့တူတယ်ဂျပွေးနဲ့တူတယ်တပြက်စီးနဲ့တူတယ်ဆိုပြီးတော့အဲ့ဒီမင်းရင်ပြင်ကြီးမှာဂျန်နေဖြစ်ပြီးတော့ညင်းခုန်ကြတယ်နော်တိနသဗ္ဗနာဘိက္ခဝေသောရာဇအတ္တမနောအဟောတိတဲ့ဘယင်ကြီးကအဲ့ဒီလူတွေကိုကြည့်ပြီးတော့ဝန္တာအာရဖြစ်နေတယ်ဝန္တာအာရဖြစ်နေနော်ဘယင်ကြီးကအဲ့မှာအဲ့လိုမျိုးသူတို့ညင်းခုန်ကြတာကိုဘယင်ကြီးကဝန္တာအာရဖြစ်နေတာပေါ့နော်ဦးဇင်းတို့မိစ္ဆာဒိဋ္ဌိအဲ့ဒီဟိုဟာတွေလို့ပေါ့နော်ဒီသတ္တရဝါဒယူရှိတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဧကိစ္စသတ္တရဝါဒယူရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဒီလိုပဲတယောက်နဲ့တယောက်ညင်းခုန်ကြနော်ညင်းခုန်ကြတဲ့အခါကျတော့သူတို့ဟာရည်စရာကြီးဖြစ်နေကြတာပေါ့နော်ကိုကဒီလောက်လေးသိတဲ့ဟာဟိုးအများကြီးမှမသိတဲ့ဟာကိုသိတဲ့ဟာလေးပဲညင်းခုန်နေကြတာနော်အဲ့လိုမျိုးပြောနော်ဟိုအဆွဲကိုသိတဲ့ပုဂ္ဂိုလ်ကလည်းပဲစင်ဟာအဆွဲလေးလောက်ပဲသိတာကျန်တာမသိဘဲနဲ့စင်ဟာထွန်သွားပဲထွန်သွားနဲ့တူတယ်ဆိုပြီးတော့ညင်းခုန်နော်ဘန်းနဲ့တူတဲ့ပုဂ္ဂိုလ်သဘောနဲ့တူတဲ့ပုဂ္ဂိုလ်ကလည်းပဲသင်ဟာတကယ်တမ်းကျတော့သဘောပါခုနကတဟာတွေမဟုတ်ပါဘူးဆိုပြီးတော့ညင်းခုန်ကြတာညင်းခုန်ကြပြီးဘယ်လောက်ထိဖြစ်လဲဆိုတယောက်နဲ့တယောက်ထိုးကြိတ်ပြီးတော့ညင်းခုန်ရင်းနဲ့ဒေါသတွေထွက်ပြီးတော့ရင်ထဲကိုပွက်ပွက်ဆူအောင်ကိုဖြစ်ကြတယ်ညင်းခုန်ကြနော်ဒါကြောင့်ဦးဇင်းတို့ငငယ်တော့ကလေးတွေစုမိပြီဆိုလို့စကားပြောရင်ဖြစ်ဆိုတဲ့ခါကျတော့မနဲ့လင်းတာနဲ့ဘာဆိုရတယ်လဲဆိုတော့အိန္ဒြေသိတဲ့စကားနဲ့စိတ်แท้ရှိသည်များမဖွင့်ရအဲ့လိုမျိုးအများတန်းဆိုရတာနော်တကားတွေကြောက်လဲအဲ့လိုမျိုးနီးထိုင်မှကြောင့်ကိုတိုင်းနေတိုင်းနဲ့တိုင်းအဝေးတွေထိုင်ခိုင်းဆရာတော်ဩဝါဒပေးပြီးဆိုလို့ရှိရင်နော်တယောက်နဲ့တယောက်ညင်ခုန်ကြထိုးကြကြိတ်ကြဒါမျိုးတွေပေါ့နော်ဒီမှာလည်းပဲဦးဇင်းတို့သူကန်းတွေကိုစင်ကြီးပြပြီးတော့စင်ရဣတိသောဣတုသဘောရှိတယ်နေတိသောဣတုသဘောမရှိဘူးစင်ဟာနေတိသောဣတုသဘောမရှိဘူးဣတိသောဣတုသဘောရှိတယ်ဆိုပြီးတော့ညင်ခုန်ကြတာပေါ့နော်တယောက်နဲ့တယောက်ညင်ခုန်ထိုးကြကြိတ်ကြသူညံပွက်နေတဲ့ခါမှာအဲ့မှာသောရာဇအတ္တမနောတဲ့အတ္တမနောဝန္တာအာရဖြစ်ပေါ့နော်ဘင်းကြီးကဝန္တာအာရဖြစ်ပြီးတော့သူတို့ကနည်းနည်းလေးသိတာကိုများများကြီးညင်းခုန်ကြနော်ဒါကိုပြောတယ်နည်းနည်းလေးသိပြီးတော့များများညင်းခုန်ကြ
ဒီလိုပြောတာပေါ့နော်ဧဝမေဝခေါ်ဘိက္ခဝေအညဒိဋ္ဌိယပရိဘာဇကအန္တာသက္ကုကာတဲ့မြတ်စွာဘုရားပြောခြင်းဧဝမေဝဤလိုဘိက္ခဝေယံအညဒိဋ္ဌိယသာသနာအပဖြစ်ကုန်သောပရိဘာဇကပရိုက်တို့သည်အန္တာတဲ့ခုနကဇိဇန္တာပရိသန္တာအဖြစ်ကမ်းတာပေါ့ဒီဟာကျတော့အန္တာပညာမျက်စိကမ်းတာเนาะဒါကိုပြောတာအန္တာတဲ့ကမ်းကုန်ဤအန္တာကမ်းကုန်ဤအသက္ကုကာတဲ့မျက်စိမရှိကုန်တဲ့ဒီလိုပြောတာပေါ့နော်ခုနကသူကမ်းနေနဲ့တူတူပဲပေါ့နော်အန္တာတဲ့ကမ်းကုန်ဤအသက္ကုကာမျက်စိမရှိကုန်တဲ့တေထိုပုဂ္ဂိုလ်တို့သည်အထံတဲ့အ내သဘောတရားကိုနဇာနတိမသိကြကုန်တဲ့အ내သဘောတရားကိုနဇာနတိမသိကြဦးဇင်းတို့အ내ဆိုတာကတော့ဒီသဘောတရားပေါ့နော်ဦးဇင်းတို့ဒီမှာဆိုလည်းပဲဦးဇင်းတို့ငငယ်တော့သုံးတာဆိုလို့ရှိရင်ဧဝမေဝခောဣတုတလယင်ဘိက္ခဝေယံတို့ဧဝမေဝခောဣတုတလယင်ဆိုတာဒါအ내ကိုနော်ဟိုကကျတော့ဦးဇင်းတို့လောကသဘာဝဓမ္မကိုပြောတာပေါ့နော်ဒါကိုလည်းပဲအ내လို့သုံးဧဝမေဝခောဘိက္ခဝေယံတို့ဧဝမေဝခောဣတုတလယင်နဲ့ခုနကစင်ကိုပြတဲ့မြက်ကန်းနေနဲ့အတူတူပဲလို့ပြောတာဒိဋ္ဌိကဒီဒိဋ္ဌိတွေကတဲ့စင်နေပြတဲ့မြက်ကန်းနေနဲ့အတူတူပဲတဲ့သူတို့တွေ့ရမြင်ရတွေရှောက်ပြီးတော့ပြောနေကြတာတဲ့အန္တာတဲ့ကန်းကုန်ရင်အသက္ကုကဉာဏ်မျက်စိမရှိကုန်တဲ့ပေတဲ့ထိုသူကန်းတို့သည်အထံအ내သဘောတရားကိုနဇာနန္တိမသိကြကုန်တဲ့နောက်တကအနတ္ထံတဲ့အ내သဘောတရားမဟုတ်သည်ကိုဒီနဇာနန္တိမသိကြကုန်တဲ့ဟုတ်တာကိုလည်းသူတို့မသိဘူးတဲ့မဟုတ်တာကိုလည်းပဲသူတို့မသိဘူးတဲ့ဒီလိုပြောတာပေါ့နော်ဓမ္မံတဲ့သဘောတရားကိုနဇာနန္တိမသိကြကုန်အဓမ္မံသဘောတရားမဟုတ်သည်ကိုလည်းသူတို့ဟာမသိကြဘူးတဲ့နဇာနန္တိမသိကြကုန်တဲ့ပေတဲ့ထိုဒိဋ္ဌိတွေဟာတဲ့အထံအ내သဘောတရားကိုအဇာနန္တာမသိကုန်သည်ဖြစ်၍တဲ့အ내သဘောတရားကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့အနတ္ထံတဲ့အ내သဘောတရားမဟုတ်တာကိုလည်းပဲသူတို့မသိကြဘူးတဲ့သူကဟုတ်တာကိုမသိလို့ရှိရင်တဲ့မဟုတ်တာကိုလည်းသူတို့မသိကြဘူးတဲ့ဒါကိုပြောတာပေါ့နော်ကုသိုလ်ကိုမသိဘူးဆိုလို့ရှိရင်အကုသိုလ်ကိုလည်းပဲသိတော့ဒါကိုပြောကုသိုလ်ဆိုတာမသိဘူးဆိုမှတော့အကုသိုလ်ဆိုတာလည်းသူတို့မသိကြဘူးဦးဇင်းတို့ခုနကဟာတွေလို့ပေါ့နော်ဟိုကုသိုလ်အကုသိုလ်ဆိုတာမသိတဲ့ခါကျကုသိုလ်ဆိုတာမသိတဲ့ခါကျတော့အကုသိုလ်ဆိုတာလည်းသူတို့မသိတော့နော်ဒါကြောက်စရာကောင်းနော်အထံဒီနေရာလေးကအထံအဇာနန္တာအနတ္ထံနဲ့အဇာနန္တောသူကအ내သဘောတရားကိုမသိဘူးဆိုလို့ရှိရင်တဲ့အ내သဘောတရားမဟုတ်တာကိုလည်းပဲသူတို့မသိတော့ဘူးတဲ့ဓမ္မံနဲ့တရားသဘောကိုအဇာနန္တာမသိပြီဖြစ်ပြီးအဓမ္မံနဲ့တရားသဘောမဟုတ်တာကိုလည်းပဲသူတို့မသိတော့ဘူးတဲ့ကုသိုလ်ကိုမသိဘူးဆိုလို့ရှိရင်အကုသိုလ်ဆိုတာကိုလည်းပဲသူတို့မသိတော့ဘူးတဲ့အဲ့တော့အဲ့လိုမျိုးမသိတဲ့ခါကျတော့ဣတိသောဓမ္မောဣတိသောဣတုသဘောရှိသောဓမ္မောတရားသည်နေတိသောဣတုသဘောရှိသောဓမ္မောတရားသည်တဲ့ဓမ္မောတရားသည်နေတိသောဣတုသဘောမရှိဘူးဓမ္မောတရားသည်ဣတိသောဣတုသဘောရှိဣတိဣတုဗန္ဒနာဇာတာတဲ့ငင်းခုန်ကြတယ်ပေါ့နော်ကလဟဇာတာခိုက်ရနေဖြစ်ကြတယ်ဝိဝါဒပန္နာတဲ့ဘယ်လိုလဲဆိုတော့စကားတွေနဲ့တယောက်တယောက်စူးညင်ပွက်နေအောင်ဆိုကြတာပေါ့နော်အညမဉ္ဇဉ်ချင်းချင်းမုခတန်ဒီဝိတုံနာတဲ့တယောက်နဲ့တယောက်နားအောင်ကြမ်းထမ်းတဲ့စကလုံးတွေနဲ့ဆဲကြဆိုကြပြီးတော့နေကြတာပေါ့နော်အဲ့မှာဦးဇင်းတို့သူကဘာလဲဆိုတော့အထံနဲ့ဒီမှာအထံအဇာနန္တာဆိုတော့ဒီပညာမျက်စိမရှိတဲ့ပုဂ္ဂိုလ်တွေဒီမှာအန္တာဆိုတာကဒီပညာမျက်စိမရှိတဲ့ပုဂ္ဂိုလ်တွေသူကန်းတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဒီသူတို့ကခုနပါလဲဦးဇင်းတို့မနေ့ကပြောသွားတဲ့မိစ္ဆာဒိဋ္ဌိဟိုတတ္တရဝါဒတို့ဧကိစ္စတတ္တရဝါဒအစာရည်မျိုးဒီပုဂ္ဂိုလ်တွေဟာတဲ့ဟိုပညာမျက်စိမရှိဘူးသူကန်းနေပေါ့နော်အဋ္ဌနတ္ထံအ내သဘောတရားကိုလည်းမသိရတဲ့အခါကျတော့ဒီပိဿုပန်လောကတမလွန်လောကဆိုတာလည်းပဲသူတို့မသိကြဘူးကန်းနေကြတာပေါ့နော်ပိဿုပန်လောကလည်းမသိဘူးတမလွန်လောကဆိုတာလည်းမသိဘူးတဲ့အဲ့တော့ပိဿုပန်လောကတမလွန်လောကမှာမသိတဲ့ပုဂ္ဂိုလ်တွေဟာတဲ့တန္တရာဟုတ်ကလွတ်မြောက်တဲ့ပထမထလောကဖြစ်တဲ့နိဗ္ဗာန်ကိုသူတို့ဘယ်မှာသိမလဲမြတ်စွာဘုရားကဒါကိုပြောတာနော်ဘယ်မှာသိတော့မလဲတဲ့အဲ့ဒါကြောင့်ဦးဇင်းတို့ဒီတက္ကမကြီးတွေဒီကတော့တရားထဲမှာဗိဓမာတွေလည်းပါတာပေါ့နော်မနှုတ်သောလူဘာကြောင့်လူလို့ခေါ်တယ်လဲဆိုတဲ့ပါဠိလေးကဒါလိုမျိုးလည်းရှိရနော်အတ္တနတ္ထဇနတိမနတိတိမနှုတ်သောနော်
atta nathan manati zana titi manodo သူကလူဆိုတာကားတဲ့ဘာကြောင့်လူလို့ခေါ်တယ်လဲဆိုတော့တဲ့အထာအနတ်အထံအနတ်ထံအတ္တအနတ်ထံအကျိုးဟုတ်သည်မဟုတ်သည်ကိုသိလို့လူလို့ခေါ်တာပေါ့နော်ဦးဇင်းတို့လူဘဝကြီးရောက်လာပြီဆိုတဲ့အခါကျတော့ကုသိုလ်လေးရှိလို့ရောက်လာနော်ကုသိုလ်ကောင်းမှုလေးရှိလို့လူဘဝကြီးရောက်လာကောင်းတဲ့စိတ်ကလေးရှိလို့မဟုတ်ဦးဇင်းတို့လူဘဝကြီးရောက်လာတဲ့အခါကျတော့အဲ့တော့လူဆိုတာကားတဲ့အကြောင်းအကျိုးကိုလည်းပဲသိရမယ်တဲ့အကျိုးရှိသည်မရှိသည်ကိုလည်းပဲသိရမယ်ဒါကြောင့်လူလို့ခေါ်တာပါနော်ဒီမှာနောက်တစ်ခါဒီမှာဓမ္မံအဓမ္မံတဲ့ဟိုကကျတော့ကုသလံဓမ္မံမနတိဇာနာတိတိမနုဿောတဲ့ကုသိုလ်အကုသိုလ်ကိုသိမှလူတဲ့နော်ကုသိုလ်ကိုမသိဘူးဆိုလို့ရှိရင်အကုသိုလ်ဆိုတာလည်းသူဘယ်တော့မှမသိတော့ဘူးနော်ဒီမှာဓမ္မံကုသိုလ်တရားကိုနဇာနံအဇာနန္တာမသိကုန်ပြီဖြစ်၍ဓမ္မံကုသိုလ်တရားကိုအဇာနန္တာမသိကုန်ပြီဖြစ်အဓမ္မံနဲ့အကုသိုလ်ကိုလည်းအဇာနန္တာမသိကြကိုနော်အဲ့တော့သူတို့ဟာပိစုပန်လောကတမလွန်လောကကိုလည်းမသိဘူးဆိုရင်ပထမတ္ထတရားဖြစ်တဲ့နိဗ္ဗာန်ကိုဘယ်မှမသိတော့ဘူးတဲ့အဲ့တော့နိဗ္ဗာန်ဆိုတာအဝေးကြီးပေါ့နော်နောက်သဘာဝဓမ္မကိုလည်းမသိဘူးဓမ္မအဓမ္မဆိုတာလည်းမသိဘူးတဲ့ဓမ္မအဓမ္မမှမသိဘူးဆိုတော့ဝိပါကအကျိုးလည်းသူတို့ဘယ်တော့မှမသိတော့ဘူးတဲ့ဒီလိုပြောတာပေါ့နော်ဦးဇင်းတို့ဒါတွေကလည်းပဲဦးဇင်းတို့အရင်ဒီရှေ့ရဲ့တုတ်ကလေးဟာတော်တော်ကောင်းနေပြီနော်အဲ့ဒီရှေ့ရဲ့တုတ်ကလေးကဥစဉ်တော့မေ့သွားပြီသူရဲ့ဟွာကဘာပြောလဲဆိုတော့ဒီဟာတွေသိကျင်လို့ရှိရင်တဲ့သူကဘာလဲဆိုတော့ကိုကဒီသဘောတရားကိုသိတယ်ဆိုလို့ရှိရင်မနတိကရောထရတယ်သူကနှလုံးသွင်းမှသိတယ်ဒီလိုပြောတာနော်နှလုံးသွင်းပြီးတရားဟောတယ်ဆိုလို့ရှိရင်ဥစဉ်တို့ဆရာတော်ကြီးတွေတရားဟောတဲ့ခါကျတော့ဥစဉ်တို့လည်းရင်တော့ဆရာတော်ကြီးတွေမျိုးစုံဖွင့်မှာပေါ့နော်ဒီလူဆရာတော်ဘုရားကြီးတို့မင်းကုန်းဆရာတော်ဘုရားကြီးတို့ပါကျုပ်ဆရာတော်ဘုရားကြီးတို့မာသီဆရာတော်ဘုရားကြီးတို့အများကြီးဖွင့်နော်ဖွင့်တဲ့အခါမှာတစ်ခါလေကြောက်လဲဒီတိုင်းပဲဥစဉ်တော်ဖွင့်ပြီးပြက်ထားတာလေရှိဥစဉ်တို့အရင်တော့ဆိုလို့ရှိရင်မြန်မာပြည်နေတုန်းကဆရာတော်ကဥစဉ်တို့စံမွဲတွေပါပြီးသွားပြီဆိုတဲ့အခါကျတော့ဘာလုပ်ရလဲဆိုတော့ဆရာတော်ရဲ့စာအုပ်တွေရိုက်ပေးဘူးလေပေါ့နော်ကွန်ပျူတာစာစီပေးဘူးလေတစ်ခါလေဆိုရင်ဥစဉ်တို့တနေ့ကုန်ရိုက်ပြီးအောင်ရရတာပေါ့နော်ဆရာတော်ကမင်းဒီစာအုပ်တုပ်ပြီးအောင်ရရဆိုလို့ချင်းတခါလေမနေ့အာယုံလုံးစားပြီးရိုက်တာညနေနေ့လေစွန်းစားကနေ7 နာရီခွဲလောက်မှပြီးတယ်ပေါ့နော်နားပြီးတော့ရေချိုးပြီးစွန်းစားပြီးတော့တနာရီလောက်ကနေပြန်ရညလည်းပြန်ရပြီးအောင်နေရအဲ့မှာဦးဇင်းတို့ခါလေးရရင်ဆရာတော်ဘုရားကြီးတွေရဲ့တရားတွေဖွင့်ထားနော်ဖွင့်တာဦးဇင်းတို့ဖွင့်တယ်ဆိုလို့ရှိရင်ဒီမင်းကုန်းဆရာတော်ဘုရားကြီးရဲ့ဇတ်တော်ကြီးဆယ်ပွဲတွေဆိုလို့ရှိရင်အဲ့ဒီမှာနာပြစ်တာပေါ့နော်ဆရာတော်ကြီးရဲ့ဇတ်တော်ကြီးဆယ်ပွဲတွေဆိုလို့ရှိရင်တော်နာလို့ကောင်းတာပေါ့နော်တခါရောလည်းပဲမတိတစ်ချက်ဆိုတော့တခါလေးပြန်ဖွင့်တာပေါ့ကြားရင်လည်းကြားတယ်ခါကျတော့မနတိကတော့နှလုံးသွင်းမှသိတယ်နော်နှလုံးသွင်းသိတယ်ဆိုတဲ့ခါကျတော့တခါနှလုံးသွင်းတာတောင်မှတဲ့ပညာရှိမှသိတယ်ဆိုတဲ့ခါကျတော့ဒကမကြီးတွေဒီဟာတွေခုသိထားတယ်ဆိုလို့ရှိရင်နောက်ဆရာတော်တွေတရားဟောလိုက်တဲ့ခါကျတော့ကိုကပို့ပြီးတော့သိအဲ့လိုမနတိကတော့ကိုကဒီဟာကိုသိတယ်ဆိုရင်ဒါကိုလည်းနှလုံးသွင်းအောင်ပါနှလုံးသွင်းတယ်ဆိုရင်လည်းပဲနှလုံးသွင်းတယ်ဆိုရင်တောင်မှဒါဟာဘာပြောနေတယ်ဆိုတာကိုသိမှပို့ပြီးတော့နားလည်သဘောပေါက်တယ်အဲ့ဒီတော့မှဒီလိုဆိုခဲ့တာပေါ့နော်ဒီမှာလည်းပဲအတ္တနတ္ထံဓမ္မံအဓမ္မံဒါတွေပေါ့နော်အန္တာအစကုကာပေါ့နော်ဒါမျိုးတွေပေါ့နော်အဲ့တော့ကလည်းပဲဦးဇင်းတို့ဘာပြောလဲဆိုတော့အဲ့ဂါထာလေးကပြောတော့တာကဒကမကြီးတို့ဦးဇင်းတို့ခုချိန်ဘုရားလောင်ကသူဘုရားလောင်အချိန်တုန်းကတည်းပြောတော့တာပါသူဟာပေါ့နော်ဒီလေးသိင်ခြင်းတဲ့ကဘာတသိင်ပါရမီတွေဖြည့်နေတဲ့အချိန်မှာတဲ့ဒီတရားတွေဟာမဖြစ်ဘူးတဲ့ဒီလိုပြောတာပေါ့နော်လေးသိင်ခြင်းတဲ့ကဘာတသိင်ပါရမီဖြည့်နေတဲ့အချိန်မှာလောဘဒေါသမောဟတွေလည်းရှိနေတဲ့ပုံကိုယ်တွေဟာတဲ့ဒီတရားတွေပေါ်မှာတစ်ချိန်တစ်ခါလေးတောင်မှဖြစ်ခဲ့ဘူးတဲ့တချို့တရားတွေဟာနောက်တစ်ခါအဲ့ဒီတရားတွေဖြစ်လာတဲ့ခါကျတော့အရင်တုန်းကဖြစ်ခဲ့တဲ့တရားတွေဟာတစ်ခါမှတောင်မှမဖြစ်တော့ဘူးနောက်တစ်ခါခုဖြစ်တဲ့တရားဖြစ်ခဲ့တဲ့တရားဟာလည်းပဲနောက်တစ်ခါထပ်ပြီးတော့လည်းမဖြစ်တော့ဘူးတဲ့အဲ့ဂါထာလေးပေါ့နော်ဦးဇင်းတို့အရင်တုန်းကဆိုခဲ့တဲ့ဂါထာလေးအဲ့ဒါလေးကအဲ့လိုပြောတာပါဘာပြောလဲဆိုတော့သူက
အရင်တော့ကဖြစ်ခဲ့တဲ့ချိန်တုန်းကဆိုတဲ့ခါကျခုဦးဇင်းတို့ဒကမာကြီးတို့ပေါ့နော်ပုထုဇဉ်လောဘဒေါသတွေမောဟတွေရှိနေတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒါတွေရှိနေတဲ့အချိန်တုန်းကဒီမတရားဖို့တရားတွေမဖြစ်ဘူးတဲ့တစ်ချိန်တစ်ခါမှတော့မတရားဖို့တရားတွေမတရားဖို့တရားဖြစ်ရှင်တော့ဘဝပြက်ပြီတော့နော်အဲ့တော့အဲ့မတရားဖို့တရားတွေဖြစ်လာတာနဲ့တပြိုင်နက်အဲ့ဒီအရင်တုန်းကဘဝတန်တရာမှာအမြဲတမ်းဖြစ်နေတဲ့အရာတွေမဖြစ်တော့ဘူးတဲ့လောဘဒေါသမောဟအကုသိုလ်တရားတွေရောကုသိုလ်တရားတွေရောပေါ့နော်မဖြစ်တော့ဘူးတဲ့မတရားဖို့တရားရပြီးတာ ਨੇ တခါမတရားဖို့တရားတစ်ချိန်ရပြီးတာ ਨੇ အဲ့ဒီမတရားဖို့တရားဟာလည်းနောက်တစ်ခါဘယ်တော့မှထပ်ပြီးတော့တောင်ဖြစ်တော့ဘူးတစ်ချိန်တစ်ခါမှတောင်ပြန်ပြီးတော့မဖြစ်တော့ဘူးလို့ဒီလိုဆိုတာပေါ့နော်မတရားဖို့တရားနောက်တစ်ခါထပ်ဖြစ်တယ်ဆိုရင်နောက်တစ်ခါထပ်ဖြစ်တယ်ဆိုလို့ရှိရင်ဒါနိဗ္ဗာန်မရောက်သေးဘူးကြံသေးတယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့ဦးဇင်းတို့အဲ့ဒီလိုပဲပေါ့နော်ဒီတုတ်ဟာလည်းပဲဒီဘာကြောင့်လဲဆိုတော့တဲ့ဒါမျိုးကိုသိတဲ့ဟာလေးဒီနေရာလေးတဒိတ်တစေတာလေးသိပြီးတော့ညင်းတယ်ခုံတယ်ဆိုတာကဘယ်လိုပုံကူမျိုးတွေလဲဆိုတော့တဲ့သူကပြောချင်တာကမြတ်စွာဘုရားဘာလဲဆိုတော့တဲ့အင်မတန်မှမောဟကြီးတဲ့ပုံကူတွေနော်မောဟဒိဋ္ဌိနော်သူကန်းနေပေါ့နော်ကန်းတယ်ဆိုတာမောဟပေါ့နော်ဝိဇ္ဇာပေါ့နော်မသိတာသူကန်းနေနဲ့တူတယ်အဲ့တော့ဒီတရားသဘောတွေပါတယ်ညဉ့်ညခုံညဒီတစိတ်တဒေတာလေးသိပြီးတော့ညဉ့်ညခုံကြတာဟာမောဟကြီးလို့တဲ့သူကန်းနေနဲ့တူတယ်တဲ့အဲ့ဒီလိုပေါ့နော်ဒီပြောပြတာတော့မပါဘူးပေါ့နော်ဒီမှာကဘုရားတို့တရားဟာအေဒီသောအနေဒီသောဒီမှာနေဒီသောအေဒီသောအထံအဇာနန္တိအနတ္ထံအဇာနန္တပေါ့နော်ဓမ္မံအဇာနန္တိအဓမ္မံနဇာနန္တိတေအထံအဇာနန္တအနတ္ထံအဇာနန္တဓမ္မံအဇာနန္တဓမ္မံအဇာနန္တဒါဆိုဒီမှာကြီးတွေသိပြီနော်အထဆိုတာအနတ္တဘောပေါ့နော်နတ္ထဆိုတာအနတ္တဘောမဟုတ်တာအထံဆိုတာအကျိုးကိုလည်းပြောတယ်အကျိုးဟုတ်တာကိုပြောတယ်နတ္ထံအကျိုးမဟုတ်တာအကျိုးရှိတာအကျိုးမရှိတာဒါကိုပြောတယ်နော်ဒီမှာကြီးတွေအထနတ္ထံအကျိုးရှိတာအကျိုးမရှိတာဓမ္မံအဓမ္မံတရားဟုတ်တာတရားမဟုတ်တာတရားဟုတ်သည်ကိုတရားမဟုတ်သည်ကိုကုသိုလ်အကုသိုလ်ဒီလိုပဲသတ်မှတ်လိုက်လေရတာပေါ့နော်ကုသိုလ်ကိုလည်းမသိဘူးအကုသိုလ်ကိုလည်းမသိဘူးအဲ့လိုကုသိုလ်ကိုလည်းမသိဘူးအကုသိုလ်ကိုလည်းမသိဘူးနောက်တစ်ခါအကျိုးကိုလည်းမသိဘူးအကြောင်းကိုလည်းမသိဘူးအကျိုးမဟုတ်တာကိုလည်းမသိဘူးဆိုလို့ရှိရင်ဒီထိုးဖို့ကိုလည်းအထံအကျိုးဟုတ်သည်ကိုအဇာနန္တာမသိသည်ဖြစ်ပြီးအနတ္ထအကျိုးမဟုတ်သည်ကိုလည်းပဲအဇာနန္တောမသိဘူးတဲ့နောက်တစ်ခါတရားကိုသိတဲ့တရားကိုမသိတဲ့ပုဂ္ဂိုလ်တွေကအဓမ္မတရားမဟုတ်တာကိုလည်းပဲမသိဘူးတဲ့ဒီလိုဆိုတာပေါ့နော်အဲ့တော့မသိတဲ့ခါကျတော့ဘာတွေဖြစ်ကြလဲဆိုတော့အနန္နဇာတာနေဒီတော့တရားဆိုတာဒီလိုသဘောရှိတယ်နေဒီတော့တရားဆိုတာဒီလိုသဘောမရှိဘူးမင်းပြောတဲ့ပုံစံမျိုးမဟုတ်ဘူးနေဒီတော့မင်းပြောတဲ့ပုံစံမျိုးဟာတရားမဟုတ်ဘူးအေဒီတော့တရားဆိုတာဒီလိုပုံစံမျိုးရှိတယ်ဆိုပြီးတော့တယောက်နဲ့တယောက်ညှင်းခုန်ပြီးတော့ဗန္ဒနာဇာတာတဲ့အဲ့နော်ဗန္ဒနာဇာတာညှင်းခုန်ကြတယ်တဲ့နော်ကလဟဇာတာတယောက်နဲ့တယောက်လက်တွေပါပြီးတော့ခိုက်ရန်နေဖြစ်ကုန်ကြတယ်ဝိဝါဒပန္နာပေါ့နော်ဝိဝါဒပန္နာစကားတွေနဲ့ပေါင်ဖွဲ့ပြီးတော့အကျယ်ကျယ်ကြီးစကားများကြတယ်ပေါ့နော်အချင်းချင်းမုခတန္တိဟိတဲ့နှုတ်တွေနဲ့စကားတွေနဲ့ဝိတုံတာတယ်နှုတ်လန်ထိုးတယ်ပေါ့နော်မုခတန္တိဟိတတ္ထိဆိုတာလှန်ပေါ့နော်မုခတန္တိဝိတုံတာနှုတ်လန်ထိုးတယ်ဆိုစကားလုံးကြမ်းထမ်းတဲ့စကားလုံးတွေရွေးပြီးတော့တယောက်နဲ့တယောက်ပြောပြီးတော့နေကြတာပေါ့နော်ခုနကဘာနဲ့တူတယ်လဲဆိုတော့ကိုသိတဲ့အရာလေးတစ်ခုကိုညှင်းခုန်နေတာနဲ့တူတယ်ဒီဝိုင်းတွေသဘောပေါက်တယ်မဟုတ်လားခုနကဦးဇင်းတို့ဒီအိဇာဒိဋ္ဌိ62ပါးညှင်းခုန်နေတဲ့ပုံကိုယ်တွေဟာဒီစင်ကိုဘာလေးတစ်ခုတည်းသိပြီးတော့ပြောတာနဲ့တူတယ်ဦးဇင်းတို့အရက်ဒေတာထဲမှာလည်းပဲမြင်အောင်ကြည့်ဒါမျိုးသုံးတယ်နော်အဝေးကိုကြည့်မြင်အောင်ကြည့်အားလုံးမြင်အောင်ကြည့်ဒီလိုမျိုးသုံးကြတယ်နော်ကိုသိတဲ့ဝန်းဝိုင်းလေးကိုညှင်းခုန်နေတဲ့အခါကျတော့ကိုမသိတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီမှာစင်ကြီးနဲ့ဥပမာပြပြီးတော့ဘင်ကြီးကစင်ဆိုတာဒီလိုမျိုးရှိတယ်ဒီလိုမျိုးရှိတယ်ဆိုပြပြီးတော့ညှင်းခုန်တဲ့အခါကျတော့ဘင်ကြီးကဘာပြောလဲဆိုသိတဲ့ပုဂ္ဂိုလ်ကတော့ဘာပြောသူတို့ညှင်းခုန်နေတာကိုကြည့်ပြီးတော့သောရာဇာအတ္တမနောအဟောတိတဲ့ဦးဇင်းတို့ကညှင်းခုန်နေကြတယ်ဆိုသိတဲ့ပုဂ္ဂိုလ်တွေကကြည့်ပြီးတော့ပြုံးနေတယ်ပေါ့နော်ဟုတ်တယ်မဟုတ်လားဒီမှာတိနသပ္ပန္နဘိက္ခုသောရာဇာအတ္တမနောအဟောတိတဲ့
သူတို့သူမြက်ကန်းနေဒါလေးကိုပြောပြီးညှင်းခုန်နေတာကိုသူတို့ကဘယင်ကြီးကကြည့်ပြီးတော့ပြုံးနေတာပေါ့နော်ဦးဇင်းတို့ဓမ္မကြီးတို့ညှင်းခုန်နေကြတာကိုသိတဲ့ပုဂ္ဂိုလ်ကတော့ပြုံးနေမှာပေါ့နော်အဲ့သဘောတရားပေါ့နော်ဒါကြောင့်မို့ညှင်းခုန်တာအကောင်းဆုံးပေါ့နော်ညှင်းခုန်တဲ့ပုဂ္ဂိုလ်ကဘာလဲမောဟကြည့်တဲ့ပုဂ္ဂိုလ်တွေတဲ့ဒါပြောတာပေါ့နော်အဲ့တော့မြတ်စွာဘုရားကအဲ့ညှင်းခုန်တဲ့အကြောင်းဒီဥပမာပြပြီးတော့တရားဟောပြီးတော့အထာခောဘဂဝါဧတမတ္ထံဝိရိတဝါတာယံဝေလာယံဣမံဥဒါနံဥဒါနေတိတဲ့မြတ်စွာဘုရားကဒီညှင်းခုန်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့ဥပမာပြပြီးတရားဟောပြီးတော့ဒီဂါထာလေးဟောတာပေါ့နော်ဒီဂါထာလေးကဘာလဲဆိုတော့ဣမေတုကိရသစ္ဆန္တိဧကေသမဏဗျမနာတဲ့ဝိကရှနံတဲ့ဝိဝဒန္တိဇနာတဲ့ဧကင်္ဂဓတ္တိနောတိတဲ့ဒီဂါထာလေးအတိတ်ပဲရှိဟုတ်လားဘာပြောလဲဆိုဦးဇင်းတို့နေဒီကြပေးမယ်ဆိုလို့ရှိရင်အ내ခုနကဒီမှာအထံဆိုတာလဲအ내နော်အထံဆိုတာလဲအ내သဘောတရားအကျိုးတရားဒါကိုပြောတာပေါ့နော်အဲ့တော့ဘာပြောလဲဆိုတော့ဧကေချုပ်ကုန်တော့တဲ့တမနာဗျမနာတဲ့ခုနကဦးဇင်းတို့ဟိုဘောကညင်းခုန်ခဲ့တဲ့ပုံကိုယ်တွေနော်ဧကေချုပ်ကုန်တော့တမနာဗျမနာတဲ့ယဟန်ပုံနာတို့ဒီတဲ့ဣမေတုဒိဋ္ဌိတုဣမေတုဒိဋ္ဌိတုဒီမှားသောအယူတို့၌ပေါ့နော်မိစ္ဆာဒိဋ္ဌိ62ပါးသူမှာတော့ဒိဋ္ဌိဆိုတာမှာအကုန်လုံးမိစ္ဆာဒိဋ္ဌိ62ပါးတစ်ခုခုတော့ယူကြတာပဲနော်အဲ့မှာဣမေတုဒိဋ္ဌိတုဤမှားသောအယူတို့၌သစ္ဆန္တိကိရာသစ္ဆန္တိကိရာကညိကုံတဲ့ဧကင်္ဂဓတ္တိနောတဲ့တစိတ်ကိုသာတိကုံသောဇနာလူတို့သည်တဲ့ဝိဝဒန္တိယထငင်းခုံတဲ့ကဲ့သို့နန္ဒိဋ္ဌိကိုမှားသောယူကိုတဲ့ဝိကရှယူကုန်ရဲ့ဝိဒန္တိငင်းခုံကြဣတိဣတုဥဒါနေသည်ကျွရင်တော်မူ၏ကဲဒါလေးရတယ်ငါကြီးဘောပေါက်နော်လွယ်တယ်ပေါ်ကဦးဇင်းတို့တုတ်တုတ်လုံးကိုခြုံငုံပြီးတော့ပြောလိုက်နော်ဧကိတိချုပ်ကတော့တမနာဗျမနာထိုယံပုံနာတို့သည်တဲ့ဣမေတုဒိဋ္ဌိတုဒီမှားတော့ယူမိစ္ဆာဒိဋ္ဌိ62ပါးတို့သစ္ဆန္တိကိရာကညိကုံတဲ့အယူတစ်ခုကိုယူပြီးသွားလို့ရှိရင်နော်ဒကမာကြီးဘဝစတိုင်းသူကဒါကြောင့်မို့မိစ္ဆာဒိဋ္ဌိကြောက်စရာကောင်းတယ်ဆိုတော့ကိုကဒီယူကိုလက်မလွတ်တော့ဘူးဆိုလို့ရှိရင်ဒီအယူကြီးပဲဒီယူရှိတဲ့ပုံကိုယ်တွေနဲ့ပဲတွေ့တယ်ဒီယူလည်းပဲမိမိကယူမိသွားတယ်ဘယ်တော့မှလက်မလွတ်တော့ဦးဇင်းတို့ဘုရားလက်ထက်ကတော့အများကြီးပဲဘုရားနဲ့တွေ့တာမကျွတ်တဲ့ပုံကိုယ်တွေလည်းအများကြီးပေါ့နော်ဦးဇင်းတို့ပြောမရဆိုမရဆိုလို့ရှိရင်ဆရာတော်ကြီးတွေဆုံးมาတာပါလေဒီကောင်ကတော့ဘုရားဟောနောက်ဘုရားနဲ့တွေ့တော့ကျွတ်မဲ့ကောင်မဟုတ်ဘူးလို့ပြောတာပါနော်ခိုင်းတဲ့တိုင်မလုပ်ဘူးဆိုလို့ရှိရင်ဆရာသမားတွေဆိုတာကတော့များသောအားဖြင့်ကောင်းတာကိုပဲဆရာမိဘတွေဆိုတာကောင်းတာကိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့ဒါမလုပ်ဘူးဆိုရင်ဒီကောင်ကတော့နောက်ဘုရားပွင့်မှာတော့ကျွတ်မဲ့ကောင်မဟုတ်ဘူးသူ့အယူဝါဒကိုမစွန့်ဘူးဒါကိုပြောတာပေါ့နော်အဲ့တော့ဧကေချုပ်ကတော့သမဏဗျမနာယံမုဏတို့ဣမိတုဒိဋ္ဌိမိတ္တရှိတို့၌သစ္ဆန္တိကိရာဆွဲကညိကုံတဲ့ဘယ်တော့မှအယူကိုမစွန့်ဘူးပေါ့နော်အဲ့ဒါကိုပြောတာဦးဇင်းတို့ဒီမှာဩနိတာဦးဇင်းကိုတစ်ခါပြောဘူးတဲ့နော်ဘယ်လိုပြောလဲဆိုတော့သူကဒါနဲ့ပတ်သက်ပြီးတော့ပြောဦးဇင်းကလည်းဦးဇင်းရွာဘက်မှာတွေ့တော့ကအပင်တပင်ကသူကအဲ့ပင်ကသူကဦးဇင်းတို့ရွာဘက်ကပင်ကတော့သူကမြေကြီးပေါ်မှာကပ်ပြီးတော့ပေါက်မြေကြီးပေါ်မှာကပ်ပေါက်တဲ့ခါကျတော့ဒီပေါ်မှာဒီလိုမျိုးအပေါ်မှာထောင်ပြီးတော့ပေါက်တာမတွေ့ဘူးတဲ့ခါကျတော့ဦးဇင်းကဘာပင်လို့ပြောတာဘာပြောဟုတ်တယ်ပဲပြောသူကမဟုတ်ဘူးမင်းဒါအဲ့ပင်မဟုတ်ဘူးဟုတ်တယ်သူကဘာပြောလဲဆိုဦးဇင်းတို့အေးတဲ့မိစ္ဆာဝါဒလည်းဒီတိုင်းပဲကွာတယ်တခုကိုကင်ဆွဲပြီးသွားလို့ရှိရင်ဘယ်တော့မှမစွန့်လွတ်ချင်တော့ဦးဇင်းကိုပြောဘူးတယ်ပေါ့နော်တကယ်တမ်းကျတော့ဦးဇင်းမှာဟုတ်အဲ့လိုပဲပေါ့နော်ကိုကအယူတစ်ခုကိုယူပြီးသွားပြီဆိုလို့ရှိရင်ကိုသိတာဒါလေးပဲသိတာလေတော့မှပေါက်တဲ့ပင်လောက်ပဲသိပေါ့နော်ဒါလေးတော့ပဲသိတယ်ကိုမျိုးဟာတွေဘာရဲရဲမှာဖြစ်တဲ့ဟာတွေကိုကမသိတဲ့အခါကျတော့ဒီဒါကြောင့်မို့ဦးဇင်းတို့နွားချီရကွက်ထဲကဖတ်တဲ့ငယ်ဟာဒီဟာလေးလောက်ပဲနွားချီရကွက်ကိုပင်လယ်လို့ပဲထင်နေတာနော်အဲ့လိုပဲပေါ့နော်ဒီမှာလည်းပဲဦးဇင်းတို့တချို့သမဏဗျမနာတွေဟာတဲ့ဣမေတုကိရာသစ္ဆန္တိတဲ့မိမိအယူတစ်ခုယူဆွဲမိဆွဲရဆွဲသွားပြီဆိုလို့ရှိရင်စွန့်လို့ဖို့ဆိုတာလည်းပဲအင်မတန်ခက်တယ်တဲ့ဦးဇင်းတို့ဒါကြောင့်ဦးဇင်းတို့ဒီလူတွေဟာဆွဲမိဆွဲရဆွဲတတ်တာပေါ့နော်နောက်တစ်ခါတဲ့ဇနာတဲ့ဧကင်္ဂဓတ္တိနောဧကင်္ဂဓတ္တိနောဆိုတာဘာပြောလဲဆိုတော့သူက
တစိတ်တဒေတာလေးကိုသာတိကုံသောဇနာလူတို့သည်တဲ့အဲ့ဒါခုနဦးစင်းပြောတဲ့ဟာကိုပြောတာပါနော်တစိတ်တဒေတာလေးကိုသာတိကုံသောသူတို့သည်တဲ့ခုနကစင်ရဲ့တစိတ်တဒေတာလေးကိုသာသိတဲ့ပုံကိုအဲ့ဒါကိုဥပမာပြတာပေါ့နော်တစိတ်တဒေတာလေးကိုကဒါလေးပဲသိတာအဲ့ဒီတစိတ်တဒေတာလေးကိုတိကုံသောသူတို့သည်တဲ့ဘာပြောလဲဆိုတော့ဒီမှာနန်းတဲ့တစိတ်တဒေတာလေးကိုသာတိကုံသောဇနာထိုသူတို့သည်တဲ့ဝိဝဒန္တာနဲ့ညင်းခုံတကဲ့သို့ခုနကဦးဇင်းတို့စင်ကိုတစိတ်တဒေတာလေးသိတဲ့ပုံကိုညင်းခုံတကဲ့သို့အယူဝါဒဟာလည်းပဲအဲ့တည်းပဲတချို့ကလည်းပဲအတိတ်ဝါဒကိုကင်ဆွဲပြီးတော့ညင်းတယ်ခုနကမိစ္ဆာဒိဋ္ဌိနှစ်ပါးဆိုလို့ရှိရင်ဦးဇင်းတို့နှစ်မျိုးတည်းပဲရှိတယ်ပေါ့နော်အတိတ်ကိုကင်ဆွဲတာနဲ့အနာဂတ်ကိုကင်ဆွဲတာဒါကိုပြောတာပေါ့နော်အတိတ်ကိုကင်ဆွဲထားတဲ့ပုံကိုတွေကလည်းပဲအဲ့ဒီတစိတ်တဒေတာလေးကြည့်ပြီးတော့ညင်းခုံကြတယ်ပေါ့နော်နောက်တစ်ခါဦးဇင်းတို့အနာဂတ်ကိုဆွဲပြီးတဲ့ပုံကိုတွေကလည်းပဲအနာဂတ်ကိုကင်ဆွဲပြီးတော့အဲ့ဒီတစိတ်တဒေတာလေးကိုသိတဲ့ပုံကိုတွေကလည်းပဲဝိဝဒန္တိညင်းခုံကြတာပေါ့နော်အဲ့လိုပြောတာညင်းခုံတကယ်သို့တဲ့နံထိုမှားသောအယူကိုတဲ့နံထိုမှားသောအယူကိုခုနကမိစ္ဆာကြီး62ပါးယူတဲ့ပုံကိုနံထိုမှားသောအယူကိုတဲ့ဝိကရှယူကုန်၏ဝိဝဒန္တိညင်းခုံကြကုန်၏ဦးဇင်းတို့ဒီပါဒီဟာလေးကတော့သဘောပေါက်တယ်မို့လားဒကမာကြီးတွေတင်ပါဗျာယူဝါဒတစ်ခုကိုကင်ဆွဲမိသွားရင်ယူပြီးသွားပြီဆိုလို့ရှိရင်ဦးဇင်းတို့ဘာမှမသိတော့ဘူးเนาะဒီကိုလည်းမသိတော့ဘူးဒါဦးဇင်းတို့စဉ်းစားရမှာပေါ့เนาะဒီဟာကအထာဏထံအကျိုးရှိလားအကျိုးမရှိလားဓမ္မအဓမ္မတရားလားမတရားလားဒီလိုသိရမှာပေါ့เนาะအဲ့ဒါမှမသိဘူးဆိုလို့ရှိရင်တော့တရားဟုတ်တာလည်းမသိသလိုမတရားတာကိုလည်းမသိတော့ဘူးတဲ့အကျိုးရှိတာကိုလည်းမသိသလိုအကျိုးမရှိတာကိုလည်းမသိတော့ဘူးအဲ့တော့မိမိကဒီတစိတ်တဒေတာလေးကင်ပြီးတော့ညင်းခုံတယ်လို့ပဲတဲ့တစိတ်ကိုကသိတာတစိတ်တဒေတာလေးသိပြီးတော့မှားတဲ့ယူကိုယူဆွဲပြီးတော့ညင်းခုံကြတယ်တဲ့အဲ့ဒါပုံကိုယ်တွေကပေါ့နော်ဦးဇင်းတို့မောဟမသိတဲ့ပုံကိုယ်တွေမောဟများတဲ့ပုံကိုယ်တွေတဲ့ဒီလိုဆိုတာပေါ့နော်ဒါဆိုရင်တော့ဒကမာကြီးတွေသဘောပေါက်ပါဟုတ်လားတင်ပါဗျာဒီတုတ်တန်လေးရလဲကောင်းပါကောင်းပါဒကမာကြီးတွေမိစ္ဆာဒိဋ္ဌိ62ပါးလဲအကျဉ်းမြင်အပြင်သိရနော်နောက်တတရဝါဒတို့တတရဒိဋ္ဌိနဲ့ဥစ္စေတဒိဋ္ဌိကတော့ဒကမာကြီးတွေသိတာပါနော်မိစ္ဆာဒိဋ္ဌိပါလဲဆိုတော့နှစ်မျိုးပဲရှိတာပါဟုတ်လားအတိတ်ကိုဆွဲပြီးယူတာနဲ့အနာဂတ်ကိုဆွဲပြီးယူတာဒါပါပဲမိစ္ဆာဒိဋ္ဌိ62ပါးဆိုလဲဒကမာကြီးတွေသိသွားပြီပေါ့နော်သိသွားပြီးတော့ဒီမှာလည်းပဲဦးဇင်းတို့တစိတ်တဒေတာလေးသိပြီးကင်ဆွဲပြီးညညာခုံညဒီလိုပဲပေါ့နော်ညညာခုံညဆိုတော့ဘေးကသိတဲ့လူတွေကတော့ဒီမှာဘာပြောမလဲအတ္တမနောအဟောတိဝမ်းသာနေကြမှာပေါ့နော်ကိုညခုံနေကြတာဘေးကလူတွေကတော့ဝမ်းသာပြီးပြောနေကြနော်အဲ့တော့ဒီကမာကြီးတွေလည်းပဲညင်းခုံနေတယ်ဆိုလို့ရှိရင်ဒီကမာကြီးတွေဘာများလို့မောဟများတဲ့ပုံကိုယ်မောဟများလို့တဲ့အန္တာတဲ့သူကန်းနေနဲ့တူတယ်တဲ့အသထုကတဲ့ပညာမရှိတဲ့ပုဂ္ဂိုလ်တွေတဲ့ဒီလိုဆိုတာပေါ့နော်ညညာခုံရတယ်ဆိုလို့ရှိရင်ကဲဦးဇင်းတို့ဒါကတော့ဒီတုတ်လေးကတော့ဒီလောက်ပဲပေါ့နော်ဒီမှာကြီးတွေဒါတော့ဘယ်နဲ့3ဘတ်သွားနော်3ဘတ်ဦးဇင်းတို့ပထမနာနာဒိဋ္ဌိယတုတ်ပေါ့နော်နောက်ရက်မှာနောက်တစ်ပတ်မှာဦးဇင်းတို့ဒုတိယနာနာဒိဋ္ဌိယတုတ်ပေါ့နော်နောက်တစ်ပတ်ကျတော့ဒုတိယနာနာဒိဋ္ဌိယတုတ်တရားပွဲမရှိဘူးဒကမာကြီးတွေတင်ပါဗျာဘောပေါက်ပြီနော်ဒကမာကြီးတွေအကုန်လုံးဘောပေါက်ပါပြီဗျာကဲဦးဇင်းတို့အဲ့တော့သိကြတာပေါ့နော်တင်ပါဗျာပထမနာနာဒိဋ္ဌိယလည်းပြီးသွားပြီနောက်တစ်ပတ်မှာဦးဇင်းတို့ဒုတိယနာနာဒိဋ္ဌိယသွားကြတာကဲအဲ့တော့ဦးဇင်းတို့ဗုဒ္ဓသာသနာစီရန်တိတ်တဲ့သူ3ညဆိုပြီးတော့သိကြပါနော်တင်ပါဗျာပါဗျာ
ဗုဒ္ဓသာသနာ သာသနာ စီ စီရန်တိ တိ တ် တ်တု ဒါ သာသနာစီရန်တိတ် ဒိဋ္ဌတု ဘုရား သာသနာစီရန်တိ ဒိဋ္ တ် ဌတု သာ သာဓု တေတာတေတာ သာဓု ဤကဲ့သို့ပထမနာနာဒိဋ္ဌိယသုတ်တံဒေသနာတော်မြတ်ကိုရွတ်ဖတ်ပူဇော်ရတဲ့ကုသိုလ်ကံစေရနာနာကြားရတဲ့ကုသိုလ်ကံစေရနာအပေါင်းတို့ကြောင့်မိစ္ဆာဒိဋ္ဌိမှာကင်းဝေးပြီးမဖို့နိဗ္ဗာန်ကိုလွယ်ကူသောသိဉာဏ်လျင်မြန်သောကျင့်ဖြင့်ရလွယ်ရောက်လွယ်နိုင်သည့်ကိုဖြစ်ကြပါစေကိုကျမ်းမှာစိတ်ချမ်းသာခြင်းနဲ့လည်းပဲပြည့်စုံကြပါစေ ဆရာတော်မြတ်ပြည့်စုံရပါလို့ရှိဗျာ ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ ဟုတ်ပြီဒကမာကြီးတွေနောက်တစ်ပတ်မှာတွေ့မယ် တင်ပါ ဒီ ဖေ ပါဗျာ မင်္ဂလာပါ မင်္ဂလာပါ ဆရာပါဗျာ